ကဲအလုံးသောတရားတော်နာကြွရောက်လာကြသောယောဂီအပေါင်းသူတော်ကောင်းတို့နှင့်တကွတချီလိတ်မြို့နယ်အတွင်းမိတေးနေထိုင်ကြကုန်သောလူနတ်များစွာတတ္တဝါအပေါင်းတို့သည်ယနေ့ယခုယမစပြီးတော့ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ဟုဆိုအပ်သောမကောင်းသောကာယကံမကောင်းသောဝစီကံမကောင်းသောမနောကံအကုသိုလ်ကံတရားများမှဝေးစွာရှောင်ရှားနိုင်ကြပါစေကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ဟုဆိုအပ်သောကောင်းသောကာယကံကောင်းသောဝစီကံကောင်းသောမနောကံကုသိုလ်ကံတရားများအစဉ်ပွားများအားထုတ်နိုင်ကြပါစေဒီဘဝဒီခဏဒီဗုဒ္ဓမြတ်စွာသာသနာနဲ့ကြုံတွေ့ကြိုက်ကလေးမှာမိမိတို့ရဲ့တဘဝတခန္ဓာအသက်မွေးဝမ်းကြောင်းအတွက်လွယ်မှားစွာအသက်မွေးဝမ်းကြောင်းပြုခြင်းတည်းဟုသောယုံညံ့ခြင်းမိစ္ဆာအာဇီဝမှရှောင်ကျဉ်နိုင်ကြကုန်သည်ဖြစ်၍မြင့်မြတ်တန်ရှင်းစင်ကြယ်သောတမန်အာဇီဝဖြင့်တဘဝတခန္ဓာအသက်မွေးဝမ်းကြောင်းပြုနိုင်သူများဖြစ်ကြပါစေဒီဘဝဒီခဏဗုဒ္ဓမြတ်စွာသာသနာနဲ့ကြုံတွေ့ကြိုက်ကလေးမှာပဲမိမိတို့အတွက်ရသင့်ရတတ်ရအပ်တဲ့အဓိသီလခိုင်မြဲသောသီလအဓိစိတ်ဓာတ်ခိုင်မြဲသောသမာဓိအဓိပညာခိုင်မြဲသောပညာပိုင်ရှင်များဖြစ်အောင်အားထုတ်ပြီးတော့နိဗ္ဗာန်မဲ့ဖို့မျက်မှောက်ပြုနိုင်ကြပါစေလို့ဥစွာပထမဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်နော်အလုံးကြားလားယခုဥစဉ်ပြောလိုက်တာဆုတောင်းမေတ္တာပို့လိုက်တာနည်းနည်းတော့ရှည်တာပေါ့လေရှည်တော့အာယုံပြုတဲ့နေရာမှာစိတ်ဝင်စားနိုင်မှုအားနည်းခြင်းအားနည်းလိမ့်မယ်သို့တော့အလွန်အရေးကြီးတဲ့အချက်လို့အားလုံးမှတ်ရမယ်သူတော်ကောင်းတို့ဦးဇင်းတို့ဘာဘာသာကိုးကွယ်တယ်ဘာဘာသာကိုးကွယ်တယ်ဗုဒ္ဓဘာသာကိုးကွယ်သူတွေဆိုတာဘယ်လိုနေရမလဲဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးရမယ်ပြန်ပြောဘာဘာသာလဲခုအားလုံးဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်ကြတဲ့ပုဂ္ဂိုလ်တွေဟုတ်သလားဒါဆိုရင်မြတ်စွာဘုရားကမကောင်းမှုကိုပြုခိုင်းသလားမပြုခိုင်းဘူးလားဒီလိုမေးရမှာရှောင်ခိုင်းတယ်မပြောရဘာလို့လဲဆိုတော့ရှောင်ဆိုရင်ဝိလေကြောင့်ပါလုံနေကြအောင်မှာဝို့ဘုရားပြောထားတာကသဗ္ဗပါပတ္တအကရဏံတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကသဗ္ဗဆိုတာအလုံးစုံသောတဲ့ပါပတ္တမကောင်းမှုမှန်သမျှကိုတဲ့အကရဏံတဲ့မပြုနဲ့မကျင့်နဲ့ဝိလေကြောင့်ပါလုံလို့ပြောတာမဟုတ်ဘူးမလုံနဲ့လို့ကိုပြောတာမကောင်းမှုမှန်သမျှမလုံကြနဲ့ပြန်ပြောကြည့်စမ်းကိုမျိုးကိုဘာသာကိုသာသနာကိုအမှန်တကယ်စောင့်ရှောက်ခြင်းနဲ့ဆိုရင်မကောင်းတဲ့ကာယကံမကောင်းတဲ့ဝစီကံမကောင်းတဲ့မနောကံအကုသိုလ်ကံတရားတွေကိုပြုရမှာလားမပြုရဘူးလုံးဝမပြုပါနဲ့ကောင်းသောကာယကံကောင်းသောဝစီကံကောင်းသောမနောကံကိုအစဉ်ထာဝရပွားများနေရအဲ့တော့သူတော်ကောင်းတို့ပြုတိုင်းသောကံတွေကိုမကောင်းကောင်းအောင်လုပ်ကြဖို့လိုအပ်မလိုအပ်မြတ်စွာဘုရားကကုသလတဥပတံပဒာဒီလိုပြောတာကုသလတကုသိုလ်ကောင်းမှုမှန်သမျှကိုဥပတံပဒဖြစ်အောင်လုပ်ရမယ်လို့တိုက်တွန်းတာဟုတ်ပြီနော်ကုသိုလ်ဆိုတာအလိုလိုဖြစ်လာမှာလားကုသိုလ်ဖြစ်အောင်လုပ်မှကုသိုလ်ဖြစ်မှာလားအဲ့ဒါမသိမချင်းမှတ်တာအလိုလိုတော့ကုသိုလ်မရဘူးကုသိုလ်ဖြစ်အောင်လုပ်မှဂျင်းတ်သလားကဲဒါဖြင့်သူတော်ကောင်းတို့
ကုသိုလ်ကံကိုရောယုံသလားကုသိုလ်ကံရဲ့အကျိုးပေးကိုရောအကုသိုလ်ကံကိုရောအကုသိုလ်ကံရဲ့အကျိုးပေးကိုရောသိကြတယ်နော်ဒါဖြင့်သူတော်ကောင်းတို့အကုသိုလ်အမှုတွေကိုရှောင်နိုင်ကြရဲ့လားရှောင်နေကြရဲ့လားဒီမိကွန်းဟာဦးစင်းကိုဖြေဖို့ထက်ကိုရဲရင်ဖြေနိုင်ဖို့လိုတယ်အခုဦးစင်းကပလင်ပေါ်ကနေမေးပေးနေတာကဦးစင်းအတွက်မေးတာလားသူတော်ကောင်းတို့အတွက်မေးတာလားလုံးပြန်ပြီတပည့်တော်တို့ဗမာတပည့်လုံးကိုဗမာစကားလိုက်သင်နေရတယ်ကျုပ်ကတော့ခမည်းတော်သူတော်ကောင်းခေါ်မှာပေါ့ခမည်းတော်ကသူတော်ကောင်းတို့အတွက်လို့ပြောလို့ဖြစ်ပါမလားအဲ့တော့ဦးစင်းအတွက်မေးတာလားသူတော်ကောင်းတို့အတွက်မေးတာလားအဲ့လိုလှုပ်ရှားမှာဒီနေ့ကြောင်းတက်နေတဲ့ကျောင်းသားလေးတွေသူ့အတန်းနဲ့သူတတန်း2တန်း3တန်း4တန်း5တန်း6တန်း9တန်း10တန်း9တန်း10တန်းတနစ်ကုံစာသင်နှစ်ကုံတော့စာမိုးဝဲမဖြေရဘူးလားအဲ့ဒီစာမိုးဝဲဖြေကြတာသည်စာမွေးပွဲဖြေတာဆရာဆရာမတွေအတွက်ဖြေပေးတာလားကျောင်းသူကျောင်းသားတွေအတွက်ဖြေရတာလားအဲ့ဒါပဲစာမွေးဆိုတာကိုယ်ရည်ချင်းကိုစစ်တာအဲ့ဒါမသိတော့ဆရာကိုလိန်နိုင်အောင်လှဲ့နိုင်အောင်ခိုးချအမှတ်များရအောင်လုပ်ဂုံတူးတွေထွက်အောင်လတ်ထိုးအဲ့ဒါဆိုကိုယ်အတွက်ဖြေတာလားဆရာအတွက်ဖြေတာလားစာမွေးဖြေတယ်ဆိုတာကိုယ်ရည်ချင်းကိုစစ်တာဟုတ်ပြီနော်သဘောပါသလားဒါဖြင့်တရားဟောဓမ္မဂတိကဆရာတော်တစ်ပါးကဓမ္မသနပလင်ပေါ်ကနေသူတော်ကောင်းတို့ကိုမေးနေတဲ့မေးခွန်းတွေသည်ဓမ္မဂတိကဆရာတော်အတွက်မေးနေတာလားသူတော်ကောင်းတို့အတွက်မေးတာလားကဲဒါဖြင့်ဒီထဲမှာစစ်ဆေးကြည့်အောင်ဖရာမြတ်ဗုဒ္ဓမြတ်စွာဘုရားရဲ့အဆုံးအမကိုအမှန်တကယ်ယုံကြည်ကြတယ်ဆိုရင်ဒီထဲမှာသူများအသက်တတ်ပြီးတော့အသက်မွေးနေရပါသလားကုသိုလ်ကောင်းတို့ဒီထဲမှာသူများအသက်တတ်ပြီးအသက်မွေးနေရတဲ့လူပါလားမပါရင်သာဓုပါတဲ့လူတော့ကမ္မတကခင်ဗျားတို့ခြင်တတ်သလားကြဘိုးဘွက်စိတ်ရီကုန်ပြီဆရာလေးတွေပါရီတာပဲနော်အဲကိုအကြောင်းကိုသိတယ်ဟုတ်လားကိုအစဉ်ပြေဖို့အိပ်ရတာအစဉ်ပြေဘူးကြဘိုးထတ်တတ်ဆိုတော့ကိုအတွက်သူများအသက်မတတ်ဘူးလားအဲ့လိုတတ်ရတဲ့လူတွေဒီထက်ပါလားကဲထားသူများဥစ္စာခိုးပြီးတော့အသက်မွေးနေရတဲ့လူပါလားသာဓုတာချီလိကတော်လိုက်တာနော်ဒီထဲဆံရောင်းတဲ့လူပါလားရည်ပြီးဘာသာတွေတုန်းခင်ဗျားတို့ဟုတ်ပြီဒီထဲမှာသူများသားမယားပြစ်မှားစော်ကားပြီးအသက်မွေးနေရတဲ့လူပါလားသာဓုမပါတဲ့လူတွေသာဓုပါတဲ့လူတော့ကမ္မတကာနော်ကိုလန်းကိုသွားပေါ့ဟုတ်ပလားဟဲ့ကဲဒါဖြင့်ဒီထဲမှာမှုသားပြောပြီးတော့အသက်မွေးနေရတဲ့လူပါလားသာဓုပွဲစားတွေပါလားသွားပြီသဘောပါတယ်နော်ဘသူကိုဘသူမေးရမှာကဲမေးပါဦးဒီနေ့တရားနာလာကြတဲ့တရားနာပိသတ်သူတော်ကောင်းတို့ဘဝဟာရုပ်ညံ့တဲ့ဘဝလားမြင့်မြတ်တဲ့ဘဝအလိုဘာလို့မြင့်မြတ်တဲ့ဘဝလို့ပြောနိုင်တာလဲဒီမှာကြည့်ရုပ်ဆိုတာရုပ်နှိမ့်နေနော်အမျိုးရုပ်တယ်အကျင့်ရုပ်တယ်မရှိဘူးလားရုပ်မာတယ်
ညင်နွမ်းတယ်ဒါရုပ်တာဟုတ်ပြီနော်နောက်တစ်ခါဆုပ်ယုတ်တယ်နောက်တစ်ခါပါလဲဆုပ်ယုတ်တယ်တိုးတက်ခြင်းမရှိဘူးဆုပ်ယုတ်နေတယ်အဲ့တော့အခုယုံညံ့တဲ့ဘဝဆိုတာကသူများအသက်တပ်ပြီးအသက်မွေးနေရတဲ့လူသူများဥစ္စာခိုးပြီးအသက်မွေးနေရတဲ့လူသူများသားမယားပြစ်မှားစော်ကားပြီးတော့အသက်မွေးနေရတဲ့လူမှုသားလိန်ညာပြီးတော့အသက်မွေးနေရတဲ့လူဂုံးတိုက်ပြီးတော့အသက်မွေးနေရတဲ့လူတိမ်ဖြင်းပေါ့ပြက်တဲ့စကားတွေပြောပြီးတော့အသက်မွေးနေရတဲ့လူသေရည်သေရက်ရောင်းဝယ်ဖောက်ကားပြီးတော့အသက်မွေးနေရတဲ့လူဟုတ်ပြီနော်အဲ့ဒီပုဂ္ဂိုလ်တွေဟာနေ့စဉ်နဲ့မြဒီနေ့အရက်ရောင်းနေတဲ့လူဘီယာရောင်းနေတဲ့လူအရက်ဆိုင်ဘီယာဆိုင်စားသောက်ဆိုင်မရှိဘူးလားအဲ့ဒီပုဂ္ဂိုလ်တွေကနေ့စဉ်ရောင်းရဝင်ငွေတော့တိုးနေတယ်ကုသိုလ်တိုးနေလားအကုသိုလ်တိုးနေဒါဖြင့်သူတို့မှာကုသိုလ်တရားဆုပ်ယုပ်မှုရှိမရှိတခါအရက်ရောင်းစားနေရတဲ့ဘဝဆိုတာမြင့်မြတ်တဲ့ဘဝလားယုံညံ့တဲ့ဘဝအလွန်အောက်တန်းကြတဲ့ဘဝဟုတ်ပလားသေရသေရဘိမ့်မင်းကစောလောစာအရက်ရောင်းပြီးမှအသက်မွေးနေရတဲ့ဘဝလောက်ယုံညံ့တဲ့ဘဝမရှိဘူးရှင်းလားသဘောပါလားအဲ့တော့ယုတ်တယ်ဆိုတာဆုပ်ယုတ်လာတယ်အမျိုးယုတ်တယ်အကျင့်ယုတ်တယ်သဘောပါလားအဲ့တော့သူတော်ကောင်းတို့ကအဲ့လိုယုံညံ့စွာကိုအသက်မွေးနေရသလားလို့ဘသူစစ်ရအခုသူတော်ကောင်းတို့မြတ်စွာဘုရားသာသနာနဲ့တွေ့မတွေ့ဘုရားအဆုံးမကြားနာရခွင့်ရှိမရှိဒါလည်းအရေးကြီးသေးတယ်ဘုရားသာသနာနဲ့ကြုံတယ်ဆိုတာအခုဗုဒ္ဓမြတ်စွာသာသနာပိဋက၃ပုံရှိတယ်ပိဋက၃ပုံရှိပြီမဲ့အဲ့ပိဋက၃ပုံတွေကတရားတွေကိုခမည်းတော်နားလေတဲ့ဘာသာစကားနဲ့ဟောမဲ့လူမရှိရင်ခမည်းတော်တရားနဲ့တွေ့မလားတွေ့ပါဠိလိုဘလို့ရွတ်ကိုမနားမလဲပဲနဲ့ခမည်းတော်နားမလဲရင်သာသနာနဲ့တွေ့တယ်လို့ပြောလို့ဒါကြောင့်မြတ်စွာဘုရားကရခဲ့တဲ့တရားထဲမှာမြတ်စွာဘုရားသာသနာနဲ့တွေ့ခြင်းဘုရားသာသနာအဆုံးအမတွေကိုဓမ္မဝိနည်းတွေကိုမိမိကိုနားလည်အောင်ပြန်လည်ဟောပြောပြသနိုင်တဲ့ပုဂ္ဂိုလ်ရှိခြင်းတဲ့ဟုတ်ဘူးလားအခုခေတ်မှာသူတော်ကောင်းတို့ကိုနားလည်အောင်ပြန်လည်ဟောပြောနိုင်တဲ့ဆရာတော်သမတော်ဓမ္မဂရိကဆရာတော်များရှိမရှိရှိတဲ့အတွက်ခုသူတော်ကောင်းတို့ကတကယ်သာသနာနဲ့တွေ့မတွေ့သိကြတယ်နော်ဒါဖြင့်သာသနာနဲ့တွေ့တဲ့ဘဝသည်ယုံညံ့တဲ့ဘဝဖြစ်တဲ့သလားမြင့်မြတ်တဲ့ဘဝဖြစ်တဲ့သလားမြင့်ဆိုတာကအသက်မွေးဝမ်းကြောင်းပြုတဲ့နေရာလဲမြင့်မြတ်တယ်ဟုတ်ပြီနော်အောက်တန်းစားတွေလှုပ်တဲ့အလုပ်မဟုတ်ဘူးအထက်တန်းကျတဲ့ပုံကိုယ်တွေလှုပ်တာဒါကိုမြတ်ဆိုတာအခုဘဝမှာနေ့စဉ်နဲ့မြတနေ့24နာရီအချိန်တွေကုန်မသွားဘူးလားအဲ့ဒီကုန်သွားတဲ့24နာရီတွင်းမှာကုသိုလ်မရလိုက်ဖဲနဲ့အကုသိုလ်နဲ့အချိန်ကုန်ရင်မြတ်သလားရှုံးသလားအဲ့ဒါယုတ်ဆုပ်ယုတ်တယ်ဟုတ်ပြီနော်ကုသိုလ်မရလိုက်တဲ့နေ့ဟာမြတ်တဲ့နေ့လားယုတ်တဲ့နေ့လားယုတ်သွားပြီကိုယ်မှာကုသိုလ်တရားတွေဆုပ်ယုတ်သွားပြီရှင်းတယ်နော်အဲ့တော့ကုသိုလ်တရားရတဲ့နေ့ဟာမြတ်တဲ့နေ့အဲ့တော့သူတော်ကောင်းတို့ကဗုဒ္ဓဘာသာမှန်ရင်နေ့စဉ်နဲ့မြကာယကံစင်ကြယ်အောင်ကြိုးစားဖို့လိုအပ်မလို့ဟာဝစီကံစင်ကြယ်အောင်လဲမနောအံစင်ကြယ်အောင်လဲကြိုးစားဖို့လိုအပ်မလို့ဟာအဲ့လိုကာယကံဝစီကံမနောကံစင်ကြယ်အောင်ကြိုးစားနေတဲ့ပုဂ္ဂိုလ်သည်ယုတ်သောပုဂ္ဂိုလ်လားမြတ်သောပုဂ္ဂိုလ်လားရှင်းသလားသဘောပေါက်ပြီလားဒါဖြင့်သူတော်ကောင်းတို့သည်ဗုဒ္ဓသာသနာနဲ့ကြုံတွေ့နေတာဖြစ်တဲ့အတွက်ဆုပ်ယုပ်သွားတဲ့လူတွေဖြစ်တဲ့သလားမြင့်မြတ်လာတဲ့လူတွေဖြစ်တဲ့သလားကျင်တယ်နော်ဒါဖြင့်ရင်အခုရထားတဲ့ဘဝသည်ကိုယ်ဘဝကိုပြုပြင်လို့ရနိုင်မရနိုင်အတိတ်ကဘယ်လိုကံတွေပြုခဲ့လို့ယခုဘဝမှာဘယ်လိုအကျိုးတွေပေးနေပါစေဥစ္စာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေယာဓုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဂုံတရရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကိုယ်ဘဝကိုကောင်းအောင်ပြုပြင်ဖို့အခွင့်အလမ်းသူတော်ကောင်းတို့မှာရှိမရှိဒီဘဝကနေငရဲသွားခြင်းငေါမရဘူးလား
နတ်ပြည်သွားခြင်းဗျမပြည်နိဗ္ဗာန်ဘယ်သွားကြဘယ်သွားကြနိဗ္ဗာန်သွားမယ်လို့ပြောအောင်ခင်ဗျားတို့ကာယကံစင်ကြယ်ပြီလားမှန်းတာတော့အမြင့်ကြီးပဲဟုတ်ပြီနော်ကျုပ်ကကောင်းကောင်းသိပြီးသားမေးလိုက်ရင်ဘယ်သွားမလို့ဆိုရင်ဘယ်သွားမှာနိဗ္ဗာန်သွားမဲ့လူတွေကတစ်ကာယကံစင်ကြယ်ပြီလားဝစီကံစဉ်းစားနော်ခုခင်ဗျားတို့မူသားပြောလားအတင်းပြောလားကြည့်လေဒါပြင်ဝစီကံရောစင်ကြယ်သလားတချို့အမှုသားမပြောဘူးဟုတ်ပြီအတင်းမပြောဘူးโอเคနော်တံဖတ်ပလာပဝါစာသီလသမာဓိပညာနဲ့မလျော်ညီတဲ့ဇကားတွေကိုရိယာဇကားအကြောင်းတို့နော်ထိုင်းဇကားအကြောင်းတို့မပြောဘူးလားပြောရင်အဲ့ဒါကုသိုလ်လားအကုသိုလ်လားပညာရှိတဲ့လူတွေကအဲ့လိုအကျိုးမရှိတဲ့အလုပ်တွေရှင်းသလားရှောင်နိုင်ပြီလားအရာထဲကဟိုလူအကြောင်းပြောဒီလူအကြောင်းပြောမပြောဘူးလားကုသိုလ်လားအကုသိုလ်လားကဲဒါဖြင့်နိဗ္ဗာန်နိဗ္ဗာန်လို့သာပြောတာနိဗ္ဗာန်နဲ့ထိုက်တန်တဲ့ကံမပြုတ်နိုင်မဲနဲ့နိဗ္ဗာန်ရပါမလားကျင်တဲ့နော်ဒါဖြင့်အခုလောလောဆယ်ကိုဘဝကိုမြင့်တဲ့မြင့်အောင်ကြိုးစားဖို့ပထမအခြေခံအဖြစ်လိုအပ်မလိုအပ်အဲ့တော့ဘဝအဆင့်တန်းမြင့်လာဖို့ဆိုတာအလိုလိုမြင့်လာမှလားမြင့်အောင်ကြိုးစားမှမြင့်မှာလားအောက်ထစ်ဆုံးကိုပြောနေတဲ့စကားကလေးတွေဟာတနေ့တနေ့ယဉ်ကျေးလာရမယ်ဖြောင့်မတ်လာရမယ်မှန်ကန်လာရမယ်အကျိုးရှိလာရမယ်အဲ့ဒါလို့ကိုပြုပြင်ယူအောင်ဟုတ်ပြီနော်ငါဟာအရင်တုန်းကလိုပဲလိန်တတ်သူပဲလားလိန်နေတုံးပဲလားအဲ့တော့လိန်တတ်တုံးပဲလိန်နေတုံးပဲဆိုရင်ဒီပုဂ္ဂိုလ်ဟာမြင့်မြတ်လာသူလားဆုတ်ယုတ်လာသူမှုသားတခွန်းပြောတိုင်းဘဝဟာအမျက်ထွက်သလားအရှုံးပေါ်နေလားကျင်နာသလားဒါဖြင့်ကံနဲ့ကံရဲ့အကျိုးကိုပိုင်နိုင်ယုံကြည်ဖို့လိုအပ်မလိုအပ်အဲ့တော့သူတော်ကောင်းတို့လွယ်ကူကူပဲမေးပါအောင်မယ်သူတော်ကောင်းတို့အခုဘာဘဝရထားတယ်ဘာလို့လူဖြစ်နေကြလဲလူကိုဘာလို့လူလို့ခေါ်ဗုဒ္ဓဘာသာတွေဘာဖြေမလဲကျုပ်ကသိချင်တာတိရစ္ဆာန်သိလားအလုံးတိရစ္ဆာန်ဘာကြောင့်တိရစ္ဆာန်ဖြစ်လူတိုင်းရောအသိဉာဏ်ရှိသလားဘယ်လိုလုပ်ကြလဲအဲ့တော့အလုံးတိရစ္ဆာန်ဆိုတာလေအိပ်ဖို့ရယ်စားဖို့ရယ်ကာမဂုဏ်ခံစားဖို့ရယ်တိအိဋ္ဌာသူတို့မှာအလိုဆန္ဒ၃မျိုးပဲရှိတယ်အိပ်ဖို့ရယ်ကာမဂုဏ်ခံစားဖို့ရယ်ပြန်ပြောဒီ၃ပါးသောအလုတ်ကိုပဲလှုပ်လို့သူ့ကိုဘာလို့ခေါ်လဲအဲ့ဒီတော့ဒီ၃ပါးအလိုဆန္ဒပဲရှိတယ်ဆိုတော့တိရစ္ဆာန်သည်အိတ်ချင်လာရင်လဲသူ့နေရာကိုယ့်နေရာသူ့ဟာကိုယ့်ဟာထဲ့မစင်စားဘူးအိတ်ချင်တဲ့နေရာအိတ်စားကျင်လာပြီဆိုရင်လဲကြီးနိုင်ငယ်ညင်းနိုင်ရာစားပလိုက်ဟုတ်ကလားစီကံကာမဂုဏ်ခံစားခြင်းအမေလည်းမရှိဘူးနှမလည်းမရှိဘူးအကိုလည်းမရှိဘူးမောင်လည်းမရှိဘူးဟုတ်ပလားဗယံပရာ
သူများမယားတွေဘာတွေရှိလားတလိษံမှာအဲ့ဒီစီးရှိလားတလိษံဟာဒီအိဆာကာမဤသုံးဝအတွက်ကြီးနိုင်ငယ်ချင်းနိုင်ရာစာအာဓမတရားကိုဆောင်ကျင်းထားလို့သူဆောင်တဲ့တရားကြောင့်တလိษံဖြစ်တယ်ဟုတ်ပြီနော်ဒါကြောင့်တလိษံဘာကြောင့်ဖြစ်တယ်လဲဆိုရင်မှန်ကန်တဲ့တိကျတဲ့အဖြေဖြေခြင်းရင်ဒီလိုဖြေတလိษံဖြစ်ကြောင်းတရားကြောင့်ဘာဖြစ်တော့တလိษံဖြစ်တယ်ဟုတ်ပြီလားဟဲ့ဒါဖြင့်ဖြေလို့ရပါပြီလူဘာကြောင့်ဖြစ်လဲလူဖြစ်ကြောင်းတရားကြောင့်ပြန်ပြောမအားနဲ့မထုံနဲ့နင်တို့လေလွန်းလို့ကိုပန်ကထိတ်ကဝက်ဥတွေမို့လို့ဒါချိလေးရောက်နေတာဟုတ်ပြီနော်ဒီတရားကြမှာခတ်ထုံတုံမလုံးနဲ့ခါခွက်ပြန်ဝဲလာမယ်ထုံတုံပေကမလုံးနဲ့လူဘာကြောင့်ဖြစ်လဲလူဖြစ်ထိုက်တဲ့တရားကိုမကြင့်ကြံမဲနဲ့လူလို့ခေါ်လို့အခုခင်ဗျားတို့လူပုံသဏ္ဍာန်လေးတွေမွေးလာပြီမဲ့ကြီးနိုင်ငယ်ချင်းလုံနေတဲ့ကောင်တွေရှိမရှိနိုင်ရာစားနေတဲ့တတ္တဝါတွေရှိမရှိကြီးနိုင်ငယ်ချင်းနိုင်ရာစားလူကျင့်ဝတ်မရှိဘဲနဲ့၅ပါးသီလလောက်မှလုံအောင်မထိန်နိုင်ရင်ဒီပုဂ္ဂိုလ်ဟာလူလို့ခေါ်လို့လူပုံသဏ္ဍာန်မွေးလာပြီမဲ့ဒင်းဆောင်ထားတာဒီတလိษံတရားဆောင်ထားရင်သူ့ဘာခေါ်မလဲရှင်းသလားမြတ်စွာဘုရားအလောင်းတော်ကြတော့မြောက်ဖြစ်တယ်ဒါပေမဲ့မြောက်ဖြစ်ပေမဲ့အသိဉာဏ်ရှိတယ်အမျိုးကိုစောင့်ရှောက်တတ်တဲ့အကျင့်တရားရှိတော့သူ့ကိုမြောက်တလိษံလို့မခေါ်ဘူးမြောက်မင်းလို့ခေါ်တယ်ရှင်းလားဘုရားအလောင်းမြောက်လည်းဖြစ်တယ်ခွေးလည်းဖြစ်တယ်ခွေးဖြစ်တော့ခွေးမင်းမြောက်ဖြစ်တော့မြောက်မင်းချင်းသေးဖြစ်တော့ချင်းသေးမင်းရှင်းလားတလိษံဇတ်မှာရောက်နေပေမဲ့သူ့ကိုတလိษံလို့ခေါ်လို့ဘုရားအလောင်းတို့မြည်ဒီမှာဘယ်လိုဘဝမျိုးရောက်နေသူ့အလောင်းတော်ဘဝကိုမမေ့ဘူးတဲ့ပညာကြီးရင်တဲ့ပုံကိုယ်တွေမို့လို့သူ့တလိษံသွားပြောလို့အခုခင်ဗျားတို့လူဘဝရောက်နေပြီမဲ့ကြီးနိုင်ငယ်ချင်းလုံနေရင်မခေါ်လဲနိုင်ရာစားနေရင်တနေ့အိပ်ဖို့ရစားဖို့ရကာမဂုဏ်ခံစားဖို့ရဒီသုံးအလုပ်နဲ့ပဲချိန်ကုန်နေရင်လူနဲ့တလိษံကွဲပလားရှင်းလားအဲ့တော့သိချာမတလိษံဘာကြောင့်ဖြစ်လဲတလိษံဖြစ်ကြောင်းပြောပိုင်နိုင်ပြောအလုံးပြောဒါဖြင့်လူဘာကြောင့်ဖြစ်လဲနတ်ဘာကြောင့်ဖြစ်လဲရှင်းတယ်နော်ဒါဖြင့်ဖျားဘာကြောင့်ဖြစ်သွားတယ်ဖျားဖြစ်ကြောင်းဘယ်လင်ပေါ်မှာထိုင်နေတယ်ယဟန်ဖြစ်ကြောင်းတရားအာမထုတ်ဖဲနဲ့အောက်ထစ်ဆုံး129သွယ်သောသိက္ခာပုဒ်ပါမဆောင်ထိန်ရင်ကရုံတုံသင်္ကန်းပတ်ယုံနဲ့ယဟန်ဖြစ်သလားရှင်းတယ်နော်ယဟန်ကျင့်ဝတ်ကြောင့်ဘာလို့ခေါ်လို့လူကျင့်ဝတ်မကျင့်မဲနဲ့လူလို့ခေါ်လို့အလုံးရှင်းပြီလားဒါဖြင့်မြတ်သောတရားကိုဆောင်နိုင်ဖို့လိုအပ်မလို့อ่ะမြတ်သောတရားဆောင်ဖို့လဲတရားဆောင်ဖို့ဆိုတာမိတ်ကောင်းဆွေကောင်းမရှိပဲနဲ့ဒါဖြင့်မိတ်ဆွေကောင်းနဲ့ပေါင်းနိုင်ဖို့ဟုတ်ပြီနော်အဲ့တော့ဒီနေ့တရားကောင်းစဉ်ပါလဲဆိုတော့စောင့်နေတဲ့လူတွေရှိတယ်မိတ်ဆွေကောင်းနဲ့ပေါင်းကြပါဘာလဲလဲတရားကောင်းစဉ်ကဟောမဲ့တရားကတော့ဝိမာနဝတ္ထုမှာလာတယ်ဝိမာနဆိုတာကလူပြည်ကနေကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့နတ်ပြည်ရောက်သွားကြတဲ့နတ်တွေသကြောင်းအဲ့ဒီဝိမာနဝတ္ထုတွေကသေရီတကဝိမာနဆိုတဲ့ဝတ္ထုကိုဟောမှာဟုတ်ပြီနော်ကဲအားလုံးတရားကောင်းစဉ်ပါလဲမိတ်ဆွေကောင်းနဲ့ပေါင်းကြပါပြန်ပြောသမ်းပါဦးတခုမြတ်တရခံတယ်နော်ဥဒ္ဓမင်္ဂလာကအခုအသက်က46နှစ်ဆိုပေမဲ့လောကဓာတ်မျိုးစုံကြားထဲမှာပင်ပန်းဖြတ်သန်းလာခဲ့ရတဲ့လူစင်းရဲဘဝကလာတာဆိုတော့အခုအသက်ကြီးလာတော့အနာယောဂါတွေများလာတယ်အခုစီးကြိုယောဂါလည်းဆွဲကပ်နေတာ6နှစ်လောက်ရှိပြီဆိုတော့အုံနောက်ကမေ့တယ်အဲ့တော့ကျေးဇူးပြုပြီးကူမှတ်ပေးပါဦးနော်ဒီတရားကောင်းစဉ်ကဒီနေ့တနေ့တည်းပြီးမှမဟုတ်ဘူးမနေ့ပြန်မှဆက်ဟောကျုပ်ကလည်းအခုပြောပြီးရင်ခဏနေမေ့တာ
အဲ့ဒါကြောင့်ကျေးဇူးပြုပြီးတော့တရားကောင်းစဉ်ပါပါလိမ့်မိတ်ဆွေကောင်းနဲ့ပေါင်းကြပါမှတ်မိပြီနော်အဲ့ဒါကူမှတ်ပေးဦးနော်ကဲကောင်းပြီအဲ့တော့မိတ်ဆွေကောင်းနဲ့ပေါင်းဖို့အတွက်ဟောမှာကသေတိတက္ကဝိမာနဝတ္ထုတွေကတရားကိုဟောမှာဖြစ်တဲ့အတွက်တရားလမ်းကြောင်းစရအောင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပြိဋိနိဗ္ဗာန်စံပြီးတဲ့နောက်မှာဓမ္မဂရိကနာမည်ကျော်အလွန်နာမည်ကြီးတဲ့မြတ်စွာဘုရားရှိစဉ်ကာလကလေးကမြတ်စွာဘုရားကိုတော်တိုင်ချီးမွမ်းတော်ခဲ့တဲ့ချီးမွမ်းတော်မူခဲ့တဲ့ဓမ္မဂရိကတစ်ပါးရှိတယ်အဲ့ဒီပုဂ္ဂိုလ်ကကုမာရကတ္တဗတဲ့ဘယ်သူလဲကုမာရကတ္တဗဆိုတဲ့ဓမ္မဂရိကတစ်ပါးသည်ဒေသစာယီလဲ့လေရင်းနဲ့သေတပြမျိုးဆိုတာကိုရောက်သွားတယ်ဘယ်မျိုးကူမတ်ပိနော်ဘယ်မျိုးရောက်သွားတယ်သေတပြမျိုးမှာအုတ်ချုပ်နေတဲ့မင်းကပါရာတိရာဇင်ညမင်းတဲ့ပြောဟုတ်ပြီပါရာတိမင်းဆိုရင်ရပြီဗာမင်းလဲမြို့ကဟောတို့ကိုလိုပဲသူတို့လည်းမေးကြတယ်ဗာမြို့သေတပြမြို့ဒါချီလိမ့်မြို့မဟုတ်ဘူးနော်ဗာမြို့မင်းကပါရာတိမင်းဗာမင်းလဲပဇောက်ရေးချပါရကောင်ရေးချရာတာရီလုံညင်တင်သိဟုတ်ကဲ့ဒါဆိုမှတ်မိပြီနော်အဲ့ဒီပါရာတိမင်းကဘယ်လိုပုဂ္ဂိုလ်လဲလို့ဆိုတော့ तू ကကံကိုလည်းမယုံဘူးကံရဲ့အကျိုးပေးကိုလည်းရှေးဘဝဆိုတာလည်းမယုံဘူးနောက်ဘဝဆိုတာလည်းဟုတ်ပြီနော်လူဟာသေပြီးရင်လူဟာဖြစ်ချင်တဲ့အချိန်ဖြစ်လာပြီးတော့သေချင်တဲ့အချိန်သေသွားတာသေပြီးပြတ်တာပဲလို့အယူရှိတယ်တဲ့ဥစ္စေတပေါ့ဟုတ်ပြီနော်ဥစ္စေတဒိဋ္ဌိရှိတော့သူ့မှာကောင်းမှုကုသိုလ်ကိုရောယုံသလားအကုသိုလ်ကိုရောကုသိုလ်လည်းမယုံဘူးရှေ့ဘဝကိုလည်းနောက်ဘဝကိုပဲခုခင်ဗျားတို့ရောကုသိုလ်ကိုယုံလားကုသိုလ်အကျိုးပေးကိုရောအကုသိုလ်ကိုရောအကုသိုလ်အကျိုးပေးကိုရောအခုသူတော်ကောင်းတို့ဒီဘဝမရောက်ခင်အရင်ဘဝကိုရှိခဲ့မရှိခဲ့ရှိနိုင်မရှိနိုင်သိကြတယ်နော်ဒီဘဝပြီးရင်နောက်ဘဝဆိုတာဟောယုံသလားသိကြတယ်နော်ဒါဖြင့်ယခုဘဝခံစားဆန်စားနေရတာတွေဟာဘယ်တော့ကလုပ်ခဲ့တဲ့ကံယုံရင်လားယခုလှုပ်ထားတဲ့ကံတွေဟာယခုဘဝချက်ချင်းအကျိုးမပေးသေးပဲနဲ့ဘယ်ချိန်အကျိုးပေးမလဲလာမဲ့အနာဂတ်ကြမှာအကျိုးပေးမဲ့ကံတွေရောမရှိဘူးလားလက်ငင်းအကျိုးပေးတာရှိတယ်ရှိတော့ရှိတယ်နဲတယ်ဟုတ်ပြီနော်ဒါခြုံပြောတာအဲ့တော့သူတော်တို့ဦးဇင်းတို့မှာကြတော့အတိတ်ဆိုတာရှိမရှိအဲ့တော့အတိတ်တန်တရားမှာသူတော်ကောင်းတို့လှုပ်ခဲ့တဲ့ကံတွေရောရှိတယ်ဆိုတာမသိဘူးလားသိတယ်အဲ့တော့တန်တရားတစ်ခွင်မှာဦးဇင်းတို့သူတော်ကောင်းတို့တွေအတိတ်ဘဝဆိုတာဟိုဘက်ဘဝကိုမမြင်နိုင်ထားအောင်အခုရောက်နေတဲ့အသက်အခုဥဒုမင်္ဂလာ46နှစ်ဆိုတော့ဥဒုမင်္ဂလာမှာအတိတ်ကနှစ်ပေါင်းဘယ်လောက်နေခဲ့လဲ40နဲ့ကဲထားပါ9နှစ်မှန်တော့46နှစ်နေခဲ့ပြီအဲ့တော့46နှစ်အတွင်းမှာပြုခဲ့တဲ့ကာယကံတွေရှိမရှိအဲ့ဒီကာယကံတွေကအခုလုံနေတာလားလုံပြီးခဲ့ပြီလားဒါဖြင့်သူ့ကိုပြစ္ဆုတ်ပံခေါ်မလားအတိတ်ခေါ်မလားဒါဖြင့်ဥတုမင်္ဂလာမှာအတိတ်ကလုံခဲ့တဲ့ကာယကံတွေရောရှိမရှိဝစီကံတွေရောမနောကံတွေရောသိကြတယ်နော်အဲ့ဒီကာယကံဝစီကံမနောကံထဲမှာကာယကံပေါင်းဘယ်လောက်လုပ်ခဲ့ပြီလဲလို့မေးရင်ခင်ဗျားတို့သိနိုင်သလားကျုပ်ကောသိနိုင်သလားကျုပ်ကံကိုကျုပ်ကာယကံပေါင်းဘယ်လောက်လုပ်ခဲ့ပြီလို့ဝစီကံပေါင်းဘယ်လောက်ပြောခဲ့ပြီးပြီလို့မနောကံပေါင်းဘယ်လောက်ကြံစီခဲ့ပြီးပြီလို့ကိုသိနိုင်သလား
မသိနိုင်တော့အတိတ်ကလောက်ခဲ့တဲ့မှာကံပေါင်းဘယ်လောက်လောက်ခဲ့မှမသိရင်ကုသိုလ်ကံပေါင်းဘယ်လောက်လဲလို့မေးရင်အကုသိုလ်ဘယ်လောက်လဲလို့မေးရင်ကောဒါပေမဲ့အတိတ်ကံနေဆိုတာရှိခဲ့မရှိခဲ့သို့တော့ဒုက္ခမှန်းလို့ရတာကဥဒုမင်္ဂလာသည်ငယ်ငယ်ကကြောင်းကောင်းကောင်းမတက်ခဲ့ရင်ပညာကောင်းကောင်းမသင်ခဲ့ရင်ဘွဲရမလားဒါဖြင့်ဘွဲရတယ်ဆိုရင်ဒီပုဂ္ဂိုလ်အတိတ်ကမလုပ်ခဲ့ပညာကောင်းကောင်းသင်ခဲ့လို့ရှင်းလားခုကိုဘဝကိုဒီသက်ဒီရွယ်ဒီမတိန်အောင်မဆောင်းအောင်တဲ့မအောင်ထိန်းချောင်းလာနိုင်တယ်ဆိုတာအတိတ်ကကိုစောင့်ထိန်းခဲ့တဲ့ကံတွေမရှိဘဲနဲ့တမာတိမရှိဘဲနဲ့ယခုလိုခမည်းတော်ရှေ့မောက်ပလင်ပေါ်မှာတက်ပြီးတော့တရားဟောနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်လာပါမလားအတိတ်ကစားတွေသင်အာကျက်မှခဲ့ခြင်းမရှိရင်အခုတရားတွေဟောနိုင်မှာမလားကျေနပ်သလားဒါဖြင့်အတိတ်ဆိုတာရှိမရှိအတိတ်ကကောင်းမှအခုကောင်းမှဟုတ်ကလားအခုသူတော်ကောင်းတို့လက်ရှိအခုယက်တည်နေရတဲ့ကိုယ့်ဘဝကိုပဲကိုကြည့်အတိတ်ကစနစ်တကျရုန်းကန်ခဲ့တဲ့လူကယခုတည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနေလို့ရမရအတိတ်ကစနစ်မကျခဲ့လူလူချဲထိုးရင်ဘာလို့ရင်ညာလို့ရင်လောင်းကစားလို့ရင်အချိန်ကုန်ခဲ့တဲ့ပုဂ္ဂိုလ်ကခုချိန်ထိကျွေးတွေဘလဘွားနဲ့တားဘူးသမီးဘူးလင်ဘူးမရဘူးနဲ့ဘွက်ပေါက်နေတဲ့ပုဂ္ဂိုလ်တွေရောအဲ့ဒါဘယ်တော့မှမကောင်းခဲ့တာဒါဖြင့်အတိတ်ကမကောင်းတဲ့ကံတွေအခုမကောင်းကျိုးပေးမပေးအတိတ်ကကောင်းခဲ့ရင်အခုကောင်းကျိုးပေးမပေးလက်တွေ့မြင်နိုင်မမြင်နိုင်အဲ့တော့ဒီလိုအတိတ်ဘဝဆိုတာရှိနိုင်မရှိနိုင်ရှိခဲ့မရှိခဲ့ရှိခဲ့ကြောင်းကိုဒီမှာပရိစ္ဆသမုပ္ပါတရားတော်ကြီးနဲ့မြတ်စွာဘုရားကဆင်ခြင်တယ်ဟုတ်ပြီနော်ဒီပရိစ္ဆသမုပ္ပါတရားတော်ဆိုတာမိုးကုတ်ဆရာတော်ဘုရားကြီးတီထွင်ခဲ့တာလားမြတ်စွာဘုရားဟောခဲ့တာလားမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဘောဓိပင်နဲ့ရွှေပလင်ပေါ်မှာဘုရားဖြစ်တော့မယ်လို့ဆိုတော့လောကအမှန်တရားကိုသိဖို့ဆိုရင်ဒီပရိစ္ဆသမုပ္ပါမဆင်ခြင်မဲနဲ့ဘယ်ဘုရားမှဘုရားမဖြစ်ဘူးရှင်းလားအဲ့ဒီမြတ်စွာဘုရားတို့သိအပ်ခဲ့တဲ့လောကအမှန်တရားကြီးကိုကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကဒုက္ခဒုက္ခလသူ့အချိန်မှာခုဦးဇင်းတို့တရားဓမ္မတွေအားလုံးအလွယ်တကူသိနိုင်မြင်နိုင်အောင်ဒီ diagram လေးဆွဲပြီးတော့တင်နန်းပေးခဲ့တာလမ်းညွှန်ခဲ့တာဟုတ်ပြီနော်ဒါဖြင့်မိုးကုတ်ဆရာတော်ဘုရားကြီးတီထွင်ခဲ့တဲ့တရားလားမြတ်စွာဘုရားဟောခဲ့တဲ့တရားလားကျင်းတယ်နော်အဲ့တော့ဘုရားဟောဒေသနာရသူတော်ကောင်းတို့မှာအတိတ်ဆိုတာရှိမရှိကြည့်ဒီမှာနံပါတ်1အတွက်ကနံပါတ်1အကွက်ဒီမှာပရိစ္ဆသမုပ္ပါမှာအကွက်4ကွက်ရှိတယ်အကွက်ဘယ်နှကွက်ရှိလဲအပိုင်း4ပိုင်းပိုင်းထားတော့ပထမအပိုင်းနံပါတ်1အပိုင်းသည်သူတော်ကောင်းတို့ဦးဇင်းတို့ရဲ့အတိတ်ကာလဘာကာလအဲ့တော့သူတော်ကောင်းတို့အတိတ်ကလောက်ခဲ့တာဘာတွေလောက်ခဲ့လဲဆိုတော့အဝိဇ္ဇာရဲ့သင်္ခါရပြန်ပြောအဝိဇ္ဇာဆိုတာကမသိတာအဝိဇ္ဇာဆိုတာကဘာတွေမသိတာလဲသစ္စာ၄ပါးမသိတာပြန်ပြောအဲ့ဒါကြတော့ဦးဇင်းတို့ကအတန်းခွဲပြောရကိုသစ္စာ၄ပါးမသိတာလို့អော်လိုက်တဲ့အပိုင်းကသူတို့ကတက္ကသိုလ်ဘွဲ့ရတွေဖြည့်တဲ့အဖြစ်အတန်းမြင့်သွားပြီအခုငါဟောမှာကအတန်းနှိမ့်ကိုဟောမှာနော်အဲ့တော့အတန်းနှိမ့်ကိုဟောမှာဆိုတော့သူ့အတန်းနဲ့သူ definition ကဖွင့်ရအဝိဇ္ဇာဆိုတာတကယ်တော့ကုသိုလ်မှလည်းမသိအကြောင်းမှလည်းမသိမှားမှလည်းမသိအဲ့ဒါဘာခေါ်ရှင်းမလားဒါတို့တန်းနဲ့တို့တက္ကသိုလ်တန်းတွေကမနာခြင်းပြန်ဥဒုမင်္ဂလာဟောမှာတော့မူကြိုတက်တက်ပဲရှင်းမလားအဝိဇ္ဇာဆိုတာကုသိုလ်မှလည်းမသိခုကိုလုံနေတဲ့ခုခင်ဗျားတို့နေ့စဉ်ကာယကံဝစီကံမနောကံလုံးမလုံးကိုလုံနေတဲ့အလုပ်ကိုကုသိုလ်လို့သိပြီးလုပ်တယ်လားမသိပဲလုပ်လားအကုသိုလ်လို့သိပြီးလုပ်တာနဲ့မသိပဲလုပ်တာဘယ်တင်းကများလဲရှင်းလားဒါပြင်ကုသိုလ်အကုသိုလ်ဆင်ခြင်တဲ့အချိန်ရှိသလား
မရှိဘူးပြောစရာရှိပြောထဲ့တာပဲလှုပ်စရာရှိလှုပ်ထဲ့တာပဲဟုတ်ကလားဟဲ့ကုသိုလ်မှလည်းမသိအတိတ်တန်တရားလုံးနေခဲ့တာဒီတိုင်းနဲ့အကောင်းအဆိုးအကြောင်းအကျိုးအမှန်အမှန်ပိုင်းခြားမသိတာပါခေါ်တယ်ဒါအယတ္တနားလည်အောင်ဟောတာခုနသစ္စာ၄ပါးမသိတာအဝိဇ္ဇာဆိုတာတမ်းမြင့်သွားပြီဟုတ်ပြီနော်သူတို့ကနိဗ္ဗာန်သွားမယ်နိဗ္ဗာန်ရောက်ကြောင်းလမ်းနေလှုပ်တော့မဲ့ပုံကိုယ်တွေဆိုတော့သစ္စာ၄ပါးနဲ့ကင်ပြောရတယ်အခုခမရတို့ကျုပ်တို့ကလောလောဆယ်အာကုသို့ကင်းအောင်အရင်ဟောအောင်မှဆိုတော့ဟုတ်ပလားဟဲ့ကုသိုလ်မှလည်းမသိအကြောင်းမှလည်းမသိကုသိုလ်တော်ကောင်းတို့အကြောင်းမှန်အကျိုးမှန်ကိုသုံးသပ်နိုင်ဖို့လွယ်သလားရှင်းတယ်နော်ကုသိုလ်တော်ကောင်းတို့စီးစိမ်ဥစ္စာရှာဖွေရတာလွယ်ခြင်းမလွယ်ခြင်းရဲ့တရားခံကဘာလို့လဲဥစ္စာပေါ်ခြင်းမပေါ်ခြင်းရဲ့အကြောင်းရင်းကဘာလဲခုမှရောင်60မလုံးနဲ့အကြောင်းရင်းဆိုတာဒါပဲဥစ္စာပေါ်ခြင်းရှားခြင်းရဲ့အကြောင်းရင်းကဒါနမျိုးစေ့နေခဲ့ရင်ကြိုက်တဲ့လောက်ရှာမင်းတို့မချမ်းသာစေရရှင်းလားလုံလဝရိယမဆုံးမနစ်ကြိုးစားနေပေမဲ့စားလောက်ယုံမဲ့ရတဲ့ပုဂ္ဂိုလ်တွေရှိမရှိဖြောင့်မတ်စွာအားထုတ်နေပေမဲ့မချမ်းသာတဲ့ပုဂ္ဂိုလ်တွေရောဘာဖြစ်လို့ဒါနမျိုးစေ့နေခဲ့လို့အဲ့တော့စီးစိမ်ဥစ္စာရှာလို့တော့လွယ်တယ်နောက်ကသုံးမဲ့ဖြုံးမဲ့ရံပြုတ်မဲ့ပုဂ္ဂိုလ်များနေတဲ့ပုဂ္ဂိုလ်ရောရှိမရှိဟောကိုယ်စည်းစိမ်ကိုရံပြုတ်မဲ့လူပေါ်တာဘယ်သူကြောင့်တီလာကြောင့်ဟုတ်ပလားနေစရာအိမ်လေးစောင့်မဲ့ကြံကစည်းစိမ်ဖယ်အောင်နဲ့ဟုတ်ပလားကျုပ်စဉ်းစားတဲ့ကျုပ်ဟိုဘက်ကနိုင်ငံနေနဲ့လိုက်ညှိနေတာမြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးမင်းတို့လက်ခံရင်ငါတို့လာခဲ့မယ်ငါလူတွေငါစီးယုံလိုက်ရင်ရတယ်ဘာလို့ဆိုတော့ तू ကတနိုင်ငံလုံးတက်မြေသိမ့်မှာအဲ့တော့တက်ကိုလှူခဲ့တော့မယ်မြန်မာမြေအကုန်လုံးကိုတက်ကပဲယူလိုက်တော့တို့အကုန်လုံးအပြင်ထွက်နေမယ်ကောင်းဘူးလားလိုက်ကြမလားအေးโอเคဘာဘူးနဲ့ငါညှိနေတယ်ပေးခဲ့တော့မယ်သူတို့အကုန်လုံးရှင်းလားဟိုမြို့သွားလဲဒါပဲဒီမြို့သွားလဲသွားပဲကြည်ရင်စိတ်ကိုမချမ်းသာဘူးငါလဲဒီကောင်းလေးမြင်ရင်ကိုစိတ်မချမ်းသာနော်အဲ့တော့မြို့ဝင်မြို့တဲ့ဒင်းတို့တွေ့နေတာနဲ့ကိုစိတ်ဆင်းရဲနေတော့ကဲမထူးဘူးကွာသူတို့လှူခဲ့ကြစို့နော်သဘောတူလားโอเคဒါချီလေးနဲ့ငါနဲ့အဆင်ပြေတယ်နော်တော်ပြီတခြားပဲသွားနေတော့မယ်ဒီမှာမနေတော့ဘူးနေကြတော့မင်းတို့တက်မြေအကုန်လုံးကသိမ့်လိုက်ကွာရှုပ်ခုမင်းတို့စိတ်ချရရဲ့လားမင်းတို့နေတဲ့အိမ်ရောစိတ်ချရလားသဘောပါလားအန္တရာယ်ပဲကင်းဘေးမရှင်းတာဘယ်သူကြောင့်ခုခင်ဗျားတို့ဟိုဘက်ကိုလည်းကြောက်ရတယ်ဒီဘက်ကိုလည်းဟိုဘက်ကိုဟိုဒီနာ3ခုကြောက်ဟိုဘက်လည်းကြောက်ဒီဘက်ကကောင်းလိုက်မလို့ဟုတ်လားမဟုတ်လားလိမ့်ပဲချောင်းလေးဟိုဘက်ချားကြည့်လိုက်အမလီတိုက်ကြီးတွေဟိန်းလို့လမ်းကြီးတွေကဖြူလို့မိတွေကထိန်လို့ချောင်းဒီဘက်ကန်းကြည့်လိုက်တော့ကုတ်ချောင်းနဲ့အကောင်ရုပ်တွေရှင်းလားဘာကြောင့်လို့သီလဒီလူတွေမကောင်းတာလားကိုအတိတ်ကသီလမကောင်းခဲ့တာလားဒါချီလိုက်မင်းတို့နေရတာကိုကကံမကောင်းလို့သဘောပါလားအကြောင်းကောင်းမှအကြောင်းမှန်မှအဲ့ဒါမင်းတို့တွေမဟုတ်ဘူးခုငါတို့ကဓမ္မဂရိကလုံးကုသိုလ်ရခြင်းလို့ကိုသိထားတဲ့တရားတွေကိုအများတ attva တွေသိပါစေတော့လို့စေတနာနဲ့လိုက်လို့ဒါပေမဲ့ဥဒုမင်္ဂလာကြီးတရားဝဲပိတ်ခံရတာကြားလားဘာဟုတ်မလဲအခုလည်းပိတ်ဖို့ချောင်းနေတာနှစ်လတိုင်းအစည်းအဝေးလုပ်နေတာသူမင်္ဂလာအတွက်အဲ့လောက်ကြီးကျယ်တယ်ဥဒုမင်္ဂလာကိုတော့မဝင်မြင့်လာနော်လူကြီးတွေလာတိုင်းအစည်းအဝေးလုပ်နေတာသူမင်္ဂလာအတွက်ဆိုတော့ဟာငါဒီလောက်ကြီးကျယ်မှငါခုမှသိတယ်သဘောပါတယ်နော်
ယ်သူမကောင်းတာဘယ်သူမကောင်းတာအနေမကင်းဘေးမရှိဘူးဆိုတာကိုပြုတ်ခဲ့တဲ့အကြောင်းတရားမကောင်းတာဟိုလူတွေမကောင်းတာလားကိုမကောင်းခဲ့တာလားကျင်납ပြီလားခင်ဗျားတို့အယတ်သားကျုပ်တို့အယတ်သားကဒီလိုဟောမှသိတာဒါကြောင့်အဝိဇ္ဇာဆိုတာအကောင်ဆိုပိုင်းခြားမသိတာဘာခေါ်လဲကျင်납ပြီလားအကြောင်းတရားအကျိုးတရားဆိုတာသိဖို့လွယ်သလားမသိသေးသေး၍ပါလေအဝိဇ္ဇာပစ္စယသင်္ကာရနဲ့ကာယကံဝစီကံတွေဟိုလူအပြစ်တင်ဒီလူအပြစ်တွေဟိုလူမုံဒီလူမုံဟိုလူရန်တွေ့ဒီလူရန်တွေ့မလုပ်ဘူးလားညနေကိုလာလျှောက်သေးတယ်ဒါသတိရသွားလို့သူသတိပေးသွားလို့သတိရတာကျုပ်မိတ်ထားတာကြားပြီနော်ရှင်ဘုရားဟိုတဲ့တရားပွဲပိတ်တော့တပည့်တော်လည်းတွေ့သမျှအကုန်လုံးစောက်တရားမရလျှောက်တော့တာပေါ့ဘုရားတဲ့ဩတရားဟောတဲ့လူကိုတရားဟောပိတ်တယ်ဆိုတော့ဒါမြတ်စွာဘုရားရဲ့သားတော်တန်ဃာတွေကပိတ်တာတော့မဖြစ်နိုင်ဘူးတဲ့ဒေဝဒတ်အဖွဲ့ကပိတ်တာပဲဖြစ်မယ်အဲ့ဒီတခါကြီးပြောတာငါပြောတာမဟုတ်ဘူးနော်မိုင်းလာကတခါကြီးအဲ့တော့အဲ့ဒီတခါကြီးကအဲ့ဒါလို့ပြောလိုက်တော့ဦးဇင်းကသူ့ကိုညနေရတော့စာကြည့်နေတာပါရာတိကလည်းအရှိကြီးဆိုတော့စာကြည့်နေတော့သူပြန်မပြောလိုက်ဘူးပြုံးပြီးခေါင်းညိလိုက်အဲ့ဒါလို့တွေလျှောက်ပြောကြတော့အပြစ်မဖြစ်ဘူးလားပြောတဲ့လူမှအပြစ်မဖြစ်ဘူးလားအပိတ်ခံရတဲ့လူကအတိတ်အကြောင်းမကောင်းလို့အပိတ်ခံရတာဟုတ်ပြီနော်ငါတော့အာဟုသို့မဖြစ်အောင်နေတယ်လို့ငါပိတ်တာဘယ်သူလဲငါသိတယ်လို့ဘယ်သူပိတ်တာကိုပိတ်တာဘယ်သူတော့ကိုပဲဟုတ်ကလားကိုပြုတ်ခဲ့တဲ့အကြောင်းမကောင်းလို့ဒီလောက်တန့်ရှင်းစင်ကြယ်တဲ့တရားဟောတဲ့အလုပ်လုပ်နေတာတောင်းမှအနောက်ရှက်ပေးခံရသေးတယ်ဆိုတော့အော်သူ့မင်္ဂလာမင်းတော်တော်ဆိုးခဲ့တာပဲဟုတ်ပလားဟဲ့အဲ့ဒါပတ်ဝန်းကျင်ကလူတွေကြတော့မခံကျင်တော့အကြောင်းရှာလွဲတဲ့ခါကျတော့ကုသိုလ်ဖြစ်လားအကုသိုလ်ဖြစ်လားအခုဦးဇင်းရန်ကုန်မှာမဟောဘူးသူ့မင်္ဂလာမဟောဘူးသူစာထုတ်ပြီးကိုပိတ်ထားတယ်ခင်ဗျားတို့မသိမှဆိုလို့ကြော်ညာပေးတာနော်ကြုံတော့ပြောအောင်ပဲရှက်ရှက်နဲ့ဥဒုမင်္ဂလာရန်ကုန်မြို့တွင်ရန်ကုန်တိုင်းအတွင်းမှာမဟောဘူးတဲ့မြို့နယ်တန်ခါနာယကတွေကိုစာထုတ်ပြီးပေးထားတယ်ဓမ္မစရိယမအောင်လို့အမှန်တော့မဟုတ်ပါဘူးမအောင်တဲ့လူတွေလည်းဟောနေတာပဲဒါပေမဲ့ဥဒုမင်္ဂလာကိုပိတ်ချင်လို့အဲ့တော့ရန်ကုန်တိုင်းအတွင်းသူတို့ကအဲ့လိုမပိတ်ခင်ကြတဲ့ဥစဉ်ကြိုပြီးတော့ပြောထားတယ်ရန်ကုန်တိုင်းအတွင်းငါ့ကိုတရားပွဲလာမပိတ်နဲ့ငါမဟောဘူးသူတို့မပိတ်ခင်ကြတဲ့ကြိုပြောထားတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ဒီလိုလုပ်မှငါသိတယ်အဲ့လိုလုပ်ခဲ့ရင်ခုနတခါကြီးပြောသလိုတန်ဃာတွေပေါ်ပြစ်မှားတဲ့ကံတွေဖြစ်ကြတော့အဲ့တော့တရားပွဲလုပ်ကြမဲ့တခါတွေလည်းစိတ်ဆင်းရဲတယ်တရားနာကြမဲ့ပုဂ္ဂိုလ်တွေလည်းစိတ်ဆင်းရဲတယ်စိတ်ဆင်းရဲလို့ဒေါသဖြစ်ကြပြီဆိုကုသိုလ်လားအကုသိုလ်လားတရားပွဲလုပ်တာဘာလို့ခြင်းလို့တခါအဲ့ဒီလူတွေကိုပြစ်မှားနေရင်ကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်မလားကိုကပူဆွေးတော့ကရောက်နေရင်ကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်မလားအဲ့တော့ခမည်းတော်လည်းအကုသိုလ်ဖြစ်တယ်ကျုပ်လည်းအကုသိုလ်ဖြစ်မခံနိုင်ဘူးလာမပင့်နဲ့ဆိုပြီးတော့ရန်ကုန်တိုင်းတရားပွဲပေးကုန်ပေးရှင်းတယ်နော်ဘာဖြစ်မှာဆိုလို့အကုသိုလ်ဖြစ်ရင်မြတ်မလားရှုံးမလားအရှုံးမခံနိုင်ရှင်းမလားဒါဖြင့်အကြောင်းရင်းသိဖို့လိုအပ်မလို့ဒါကြောင့်မသိခဲ့တာကရမ်းလုံးတာကအတိတ်တန်တရားမှာအဝိဇ္ဇာသင်္ခါရနဲ့လှုပ်ခဲ့တဲ့ကံတွေရှိမရှိအဲ့ဒီကံတွေရသင်္ခါရပစ္စယပရိသေဝိညာဉ်မနေရဘူးလားအဲ့တော့ပရိသေဝိညာဉ်နေရတော့တယောက်နဲ့တယောက်ပရိသေဝိညာဉ်ချင်းတူပေမဲ့အကျိုးပေးခြင်းတချို့ကပတ်စံရှိတဲ့အမေဖေပိုက်တဲ့ဝင်ပရိသေဝိညာဉ်နေရတဲ့အခါကျတော့ချမ်းချမ်းသာသာမနေရဘူးလားကောင်းမွန်တဲ့အဆောင်ရှောက်မရဘူးလားမွေးလာတဲ့ခါကျတော့လည်းချမ်းချမ်းသာသာမမွေးရဘူးလားအဲ့တော့ဆင်းရဲတဲ့ဝမ်းကောင်းတဲ့ပရိသေတွေနေကြတဲ့လူကြတော့ချမ်းချမ်းသာသာအခွင့်အရေးတွေရမလားရိုက်ခါနဲ့ခါပေခါရွှွန့်ပွက်တဲ့လူကလိမ့်ခါနဲ့မကြည့်ရဘူးလားအဲ့တော့ဝိညာဉ်ရင်းကောတူလားနာယုတ်ချင်းကောအကျိုးပေးပုံချင်း
အခုတရားလာနာကြတဲ့ပုဂ္ဂိုလ်တွေတယောက်တစ်ယောက်ရုပ်ချင်းတူလားမတူဘူးဘာကွာနေလို့လဲအတိတ်ကံသင်္ခါရအကြောင်းတရားပြန်ပြောအတိတ်ကံသင်္ခါရအကြောင်းတရားကွာနေတော့နာယုတ်ချင်းကောတူလားဝိညာဉ်ချင်းကောသလယတနာချင်းကောသလယနာဆိုတာဘာလဲမျက်စိအားလုံးခင်ဗျားတို့ဒီထဲမှာမျက်စိပါမပါပါပေမဲ့မျက်စိစွမ်းအားခြင်းခုဥဒုမင်္ဂလာဒီမှာဘာတတ်ထားမျက်မှန်တတ်ရတယ်လူနဲ့မတတ်ရတယ်လူဘယ်သူကကံကောင်းတသိန်းကျော်ပေးရတယ်ဩစတြေးလျလောက်လာတာကံကောင်းလို့မဟုတ်ဘူးလားဟမ်မျက်မှန်တတ်ရတယ်လူနဲ့မတတ်ရတယ်လူဘယ်သူကကံကောင်းမျက်မှန်တတ်ရတာဘာဖြစ်လို့တော်ဤပြန်တာကောင်းဟုတ်တယ်ဒါကံကူဒါဘာလဲကံကူကံမွဲနေလို့ကူထားတာအဝေးလည်းမမြင်ဘူးအနီးလည်းမုံနေတယ်ဒီမျက်မှန်နှမျိုးကြည့်အဲ့တော့ကံကောင်းလို့တတ်ထားတာလားကံဆိုးလို့တတ်ရတာလားအဲ့တော့မျက်စိချင်းကောတူလားနားချင်းကော40ကျော်တိုင်းမှုံသလား60 90တိုင်းမုံလားကျုပ်ယဟန်အမကြီးရှိတယ်ခုမိုးကုတ်မှာ100 တစ်နှစ်မျက်စိလည်းမမုံဘူးခေါင်းရင်းမှာပဲလော်တုပ်လေးချထားတယ်အမေဒါဘာလို့တော့သွားရလို့တဲ့ပဲလော်ဝါတာသွားဒီနေ့အထိတစ်ချောင်းမှမကြိုးဘူးအမေသွားနာတယ်လို့မကြားဘူးရှင်းလားသူ့မင်္ဂလာအန်နေမရှိတော့ပါဇက်နာတိုင်းဥစဉ်ကသတိရတယ်ခမည်းတော်တော့မသိဘူးကျုပ်ကသတိရတယ်ပါဇက်ကခဏခဏနာတယ်ရေချိုးမလိုက်နာလိုက်အပူရှက်လိုက်နာလိုက်အပူကန်လိုက်နာလိုက်အားတိုင်းနာနေတဲ့ပါဇက်အဲ့တော့စဉ်းစားတယ်သူ့မင်္ဂလာမင်းဒီဘဝတရားဟောနေလို့ဒီပါဇက်ကလေး3ရသေးတာတရားသာမဟောရင်ဥဒုမင်္ဂလာတရားဟောတာ16နှစ်ရှိပြီနော်တရားဟောနေလို့ကုသိုလ်လေးဆက်နေလို့ဒီပါဇက်3လို့ရနေသေးတာတရားသာမဟောခဲ့ရင်ဒီပါဇက်3လို့တောင်ရမထင်ဘူးအတိတ်ကမှုသားတော်တော်ပြောခဲ့ပုံရတယ်ရှင်းသလားခုပြစ္ဆုတ်ပံသွားကကြည့်တော့လဲသွားချိုးတယ်ပါဇက်ကြည့်တော့လဲအာဘုဆောနန်းတယ်အဲ့တော့ဘာမကောင်းခဲ့လို့အတိတ်ကံသင်္ခါရအကြောင်းတရားမကောင်းခဲ့လို့ပြန်ပြောကိုပြန်ကြည့်နော်အဲ့တော့သွားမကောင်းတဲ့လူသွားနာတဲ့လူခရွေးနာတဲ့လူရှားနာတဲ့ပဇောင်းနာတဲ့ဘာညာဖြစ်လာပြီဆိုအဲ့ဒါဘာကံလို့အတိတ်ကမှုသားပြောခဲ့တဲ့ကံအကြောင်းကောင်းမှဦးဇင်းရဲ့မေတော်အရင်မေတော်ကြီးလည်းသေသာသွားတဲ့ဆံပင်တစ်ချောင်းမဖြူဘူးသွားတစ်ချောင်းမကြိုးဘူးဟုတ်ပြီနော်အမေခရွင်းနန်းကနေအမေနာစကားကပြောလို့အာဘုဆောသေတဲ့အထိမနံဘူးဦးဇင်းအမေအဖေလှုပ်တဲ့လူကတော့ငယ်ငယ်ကလေးကသွားကြိုးတာဦးဇင်းအရွယ်ဆိုရင် तू ကဂွေကတ်ထားအဲ့တော့ဆရာဝန်တွေရဲ့အပြောအတိုင်းပြောရရင် DNA နဲ့ကြည့်ရင်အဖေဘက်ကမျိုးရိုးလိုက်တယ်ဆိုတော့အဖေမျိုးရိုးလိုက်လို့ဥတုမင်္ဂလာလဲသွားကြိုးတာထင်ပါဟုတ်လားအဖေနဲ့ဆိုင်လားဘု து ကံတို့အေးတကယ်ကိုမှမူတာဝါဒစင်ကြယ်ရင်အမေသွားတူပါပေါ့ဟုတ်ပြီနော်ဒါဖြင့်အကြောင်းတရားနဲ့အဲ့တော့သလယရဏချင်းကိုတူသလားဟိအကျိုးပေးပုံချင်းမတူတာဘယ်သူကြောင့်လဲအတိတ်ကံသင်္ခါရအကြောင်းတရားပြန်ပြော
အကြောင်းကောင်းမှအကြောင်းမကောင်းရင်အဲ့တော့တတ္တယန္တနာမျက်စိနာနာလျာကိုယ်စိတ်အကျိုးပေးပုံချင်းမတူသလိုဒီဘက်ကဖတ်တာရောဖတ်တာဆိုတာထိတွေ့တာတနေ့မနေ့အိယာထလာအာယုံကောင်းနဲ့တွေ့တဲ့နေ့ရှိသလိုအာယုံဇိုးနဲ့တွေ့တာလဲအခုခင်ဗျားတို့အာယုံကောင်းတွေရောတွေ့ဘူးလားကောင်းသောအာယုံနဲ့တွေ့တဲ့နေ့ဟာအဲ့ဒါကုသိုလ်ကံအကျိုးပေးတဲ့မကောင်းတဲ့အာယုံနဲ့တွေ့ရရင်အကုသိုလ်ကံရှင်းလားအလွယ်ဆုံးပြောပြမယ်အိမ်မှာကြွေးတောင်းတဲ့လူလာရင်အိမ်ကလူတယောက်မှမရှိဘူးကိုယ်ပဲရှိဥဒ္ဓမင်္ဂလာပဲရှိတယ်အဲ့ကြွေးတောင်းတဲ့လူနဲ့တခါတည်းပြေလည်အောင်ပြောတောင်းပန်ငိုပြကြွေးတောင်းတဲ့လူပြန်သွားရင်တအိမ်လုံးပြန်ရောက်လာချုပ်ကြမှာဘာလို့ဒီကြွေးတောင်းတဲ့လူနဲ့တွေ့ရတာလဲအတိတ်ကအကြောင်းမကောင်းခဲ့တော့ဖတ်တာသဘောပေါက်လားခုခင်ဗျားတို့မှာအာယုံကောင်းအာယုံဆိုးရှိမရှိနှစ်သက်တဲ့အာယုံမနှစ်သက်တဲ့အာယုံရှိမရှိနှစ်သက်တဲ့အာယုံတွေနဲ့တွေ့နေရတာကအတိတ်ကကံသင်္ခါရအကြောင်းတရားဘာဖြစ်လို့ကောင်းခဲ့လို့မနှစ်သက်တဲ့အာယုံတွေနဲ့တွေ့နေရတာကအတိတ်ကံသင်္ခါရအကြောင်းတရားရှင်းမလားတမိသားစုချင်းတူလားကဲဖတ်တာမတူသလိုဝေဒနာအိမ်မှာမိသားစုတစုတည်းဟင်းတစ်မျိုးတည်းပုံမှန်စားနေကြဟင်း၃ခွက်ဆို၃ခွက်တမိသားစုတည်းအတူတူထိုင်စားတာမိသားစုအကုန်လုံးစားကောင်းသလားကောင်းတဲ့လူကကောင်းတယ်ဟောဘာကွာသွားလဲခံစားပုံချင်းအဲ့ဒီကွာသွားတာကူကတချို့ကကုသိုလ်ကံကောင်းတဲ့လူကဘာနဲ့စားစားကောင်းနေတာသူ့အတွက်စားလို့ကောင်းတယ်စားလို့မြိန်တယ်အိတ်လိုက်ရင်ပျော်တယ်ရှင်းသလားကံမကောင်းတဲ့လူကဘလောက်ကောင်းတာချကြွေးကြွေးအဲ့ဒါလဲဥတုမင်္ဂလာနဲ့ပဲဥပမာပေးမယ်ဥတုမင်္ဂလာအတိတ်ကဒါနာမျိုးစိအောင်ခဲ့တော့ရောက်ရအရမှာဆွန့်ကတ်တဲ့လူတွေပေါ်တယ်ဆွန့်ဟင်းနေဆိုတာဇပွဲကြီးတစ်လုံးနဲ့အပြည့်ဦးစင်းဒါကတပည့်တော်ချက်ထားတာတပည့်တော်လက်ရတာဘလောက်ကောင်းတာဘလောက်ချိုတာဘလောက်ကောင်းတာအကုန်လာကကောင်းပြီဆိုရင်ဥတုမင်္ဂလာနဲ့မတည့်ဘူးစီကြိုရှိသဘောပါလားအဲ့တော့အဲ့ဒီအကောင်းကကပ်ပြရစားတယ်မကောင်းတဲ့ဟင်းကကိုစားဘာကြောင့်လဲအတိတ်ကံကျင်းသလားတရားဓမ္မတွေကအမလီဥဒုမင်္ဂလာဆိုတော့တကယ်ကြည်ညိုလွန်းလို့သင်္ကန်းဆိုရင်အကောင်းလေးတွေရှင်ဖျားတပည့်တော်အော်ရာမာပြီးတော့ဘုန်းကြီးအတွက်တမင်ကတ်တာအေးတန်ကတ္တဒေမာကနောက်ပေးလိုက်ကိုယ်စီရမရှိတော့ဟေးသင်္ကန်းသေးတော့ကွာတော်တော်နွမ်းနေပြီကွာခုနကသင်္ကန်းယူလိုက်စမ်းဆိုမရှိဘူးတပည့်ကဝတ်ပြီးသားဖြစ်နေကိုယ်အတွက်လို့ထုတ်လိုက်ရင်မကောင်းတာပဲကြံအကောင်းဆုံးဆိုပြီးထုတ်ပေးရင်တော့ချုပ်ရိုးကပြင်းသဘောပါလားဘာကွာနေငယ်ငယ်ကမသိတတ်ခင်ကတော့သူတို့ဆူတာပေါ့အခုကြီးလာတော့သိတတ်သွားပြီနောက်ထပ်ငါအကုသို့ဖြစ်မကန်တော့ငါနဲ့တန်ရာပဲရမှာဟုတ်ပလားဟဲ့အလုံးသဘောပေါက်ပြီလားအဲ့တော့ရလာတဲ့ဘဝအတိတ်ကံအကျိုးပေးဒီဘဝအကျိုးပေးဝိညာဉ်တန်ယုတ်တတ္တယနာဖတ်တာဝေဒနာတယောက်နဲ့တယောက်အကျိုးပေးပုံချင်းတူလားဘယ်သူကြောင့်လဲအတိတ်ကံသင်္ခါရအကြောင်းတရားပြန်ပြောအဲ့တော့အတိတ်ကြောင်းဆိုတာရှိမရှိရှိသလိုပြစ္ဆုတ်ပံမှာရောတဏှာဥပါဒံကံနေခင်ဗျားတို့ကျတို့မလုပ်ဘူးလားလုပ်တော့ဒီကံတွေထဲမှာအသိပညာပါတဲ့လူရှိတယ်မပါတဲ့လူရှိတယ်ကာယကံဝစီကံမနောကံတွေလုပ်တော့ကုသိုလ်လည်းဖြစ်တယ်ဒီကံတွေကလေးလိုပြလိုလွင့်မှလားအကျိုးပေးမှလားအကျိုးပေးလာတော့ဒီလိုပဲဒီယခုဘဝလိုပဲနောင်အကျိုးပေးတွေကွာနိုင်မကွာနိုင်အဲ့တော့နောင်မှာဒီလိုဆင်းရဲတဲ့အကျိုးပေးတွေလိုချင်လား
မလို့ခြင်းမလုပ်မလဲဖြစ်သမျှအကြောင်းမကောင်းကောင်းအောင်လုပ်ပြန်ပြောကဲကောင်းပြီအဲ့ဒီအကြောင်းကိုပြန်ပြောမယ်မင်းကြီးနာမည်ဘယ်သူတော့ပါရာတိမင်းသူကဘာမယုံဘူးလဲကံကံဤကျိုးကိုရှေ့ဘဝကိုလဲနောက်ဘဝကိုလဲမယုံတော့ကုမာရကသဗ္ဗအရှင်မြတ်ကြီးကြွလာတော့တိုင်းပြည်ထဲမှာသူ့မြို့ထဲမှာသတင်းထွက်လာတယ်တရားဟောအလွန်ကောင်းတဲ့ဓမ္မခတိကအကျော်အရှင်ကုမာရကသဗ္ဗငါတို့နိုင်ငံငါတို့မြို့ကိုကြွလာတယ်သွားပြီးဖူးရအောင်လူရအောင်ဟိကြုံရခဲ့တဲ့တရားနာရအောင်ဟိဆိုပြီးရွာထဲကမြို့ထဲကလူတွေသွားတော့ပါရတိရာဇင်ညဆိုတဲ့ပါရတိမင်းကသူတကာတွေသွားနာမည်ကြီးလာတယ်ငါလည်းလိုက်အောင်ပါပဲဆိုပြီးသွားပြီးတော့သူကဖူးမြော်ခြင်းလို့ကြီးညိုခြင်းလို့သွားတာမဟုတ်ဘူးပြဿနာရှာမလို့သွားတာဘာရှာမလို့သွားတာမြတ်စွာဘုရားရဲ့သားတော်တွေဟာကံကံဤကျိုးကိုယုံမယုံအများကံကံဤကျိုးယုံအောင်လည်းမဟောဘူးလားလမ်းညွန်မှုမပေးဘူးလားအကြောင်းကောင်းမှအကြောင်းမှန်မှအဲ့တော့အတိတ်ဘဝဆိုတာလည်းရှိမရှိအနာဂတ်ဘဝဆိုတာကောဒါတွေကိုယုံကြည်အောင်ဟောနေတာဆိုတော့သူ့အယူဝါဒနဲ့ဆန့်ကျင်ဘက်ဖြစ်ဒါကြောင့်ပါရတိမင်းကအယူဝါဒချင်းခြေပဖို့တွားမယ်ဆိုပြီးတော့ရှင်ကုမာရကသဗ္ဗစီတွားတယ်တွားတော့ကုမာရကသဗ္ဗနဲ့တွေ့တယ်တွေ့တော့မှအရှင်ဘုရားတဲ့တပည့်တော်ကတော့ကံကိုလည်းမယုံဘူးတဲ့တပါးသောလောကဆိုတာလည်းမယုံဘူးအတိတ်ဘဝအနာဂတ်ဘဝဆိုတာတပါးသောလောကဟုတ်ပြီနော်အဲ့တော့တပါးသောလောကရှိတယ်တပါးသောဘဝရှိတယ်ဆိုတာလည်းမယုံဘူးဒီစကားကနေစတော့ကုမာရကသဗ္ဗကရှေရှေဝေးဝေးမပြောပါဘူးတခါကြီးဒီလောကကလွဲပြီးတော့တပါးသောလောကမရှိဘူးလို့သင်ဆိုလိုခြင်းသလားတဲ့မှန်ပါဗျာတဲ့ကဲဒါဆိုရင်ငါမေးပါဦးမေးတဲ့ခုမင်းနေနဲ့လနဲ့မြင်သလားတဲ့မြင်လားအဲ့ဒီနေနဲ့လဟာဒီကဘာမှာရှိတာလားတခြားမှာရှိနေတာလားဒီကဘာနဲ့တသားတည်းရှိရလားဒါဖြင့်နေလောကနေလောကလလောကသည်ဒီကဘာလောကနဲ့အတူတူရှိနေတာလားတတိတခြားရှိနေတာလားဒါဖြင့်တပါးသောလောကဆိုတာတခွန်းနဲ့ပဲသက်သေပြလိုက်ဟုတ်ပြီနော်ဒါဖြင့်အဲ့ဒီနေနဲ့လဟာတဲ့မင်းတို့ငါတို့လိုလူလားနတ်လားတဲ့ဘာပြောမလို့နေနတ်သားလနတ်သားမထာတွေးဝေပြီးထိုင်ငေးမနေနဲ့နော်နေနဲ့လဟာဒီကဘာနဲ့တူလားတခြားသောသီးသန့်ရှိနေတဲ့ကဘာတွေမဟုတ်ဘူးလားဒါဖြင့်တပါးသောလောကဆိုတာရှိမရှိအဲ့တော့နေလတွေမဟုတ်ဘူးခင်ဗျားတို့ကောင်းကင်မောကြည့်စัจ java လာအနန္တကျေနက္ခတာယာအနန္တမရှိဘူးလားဒါဖြင့်တပါးသောလောကတွေရှိမရှိအဲ့တော့ပါရတိမင်းကိုကုမာရကသဗ္ဗကလွယ်ကူပဲတခွန်းနဲ့ပြောလိုက်တယ်သင်ကဒီလောကကလွယ်ပြီးတပါးသောလောကမရှိဘူးဆိုရင်နေနဲ့လဟာဒီလောကနဲ့အတူတူပဲလားတထထဲလားတခြားစီလားတဲ့ဆိုတော့ပါရတိမင်းကတခြားစီပါဗျာဒါဖြင့်အဲ့ဒီပုဂ္ဂိုလ်တွေကအဲ့ဒီနေတွေလတွေကမင်းတို့ငါတို့လိုလူတွေလားတဲ့နတ်တွေလားတဲ့နတ်တွေပါဗျာအဖြေကတစ်ချက်ထဲနဲ့ရှင်းသွားတယ်ဟုတ်ပြီနော်အဲ့တော့တပါးသောလောကဆိုတာရှိမရှိအခုတို့အောင်တို့တိရစ္ဆာန်တွေမမြင်ရဘူးလားတိရစ္ဆာန်လူနဲ့တူလားမတူရင်ဘဝတူတွေလားဘဝခြားတွေလားဒါဖြင့်တပါးသောဘဝဆိုတာရှိမရှိဒါပဲရှင်ကုမာရကသဗ္ဗကဒါလေးပြောလိုက်တော့ပါရတိယမင်းကထက်ဆိုသူဆက်ပြောလို့မရဘူးအော်ဟုတ်သားပဲရှေဝေးတောင်မပြောလိုက်ရဘူးဒီပုဂ္ဂိုလ်ဒါကြောင့်ပညာရှိလို့ပြောတာကိုအဲ့တော့ငါဆက်မေးဦးမှာပဲအရှင်ဘုရားဘယ်လိုပဲပြောဖို့ဘုရားတဲ့တပည့်တော်တို့ကသက်သေရှိတယ်တဲ့မယုံဘူးတဲ့ရှင်ဘုရားနေလသက်သေရှိသလိုပဲသူ့မှာလည်းပါတယ်တဲ့သက်သေရှိတယ်တဲ့အရှင်ဘုရားတို့ငရဲလောကရှိတယ်လို့မပြောဘူးလားတဲ့ကဲခင်ဗျားတို့ငရဲဆိုတာရှိမရှိ
ရှုံးသလားဒီတော့အရှင်ဘုရားတဲ့တပည့်တော်ဟာဒီတိုင်းပြည်ကိုအုပ်ချုပ်တဲ့မင်းပြီးမကောင်းမှုအကုသိုလ်ဒုစရိုက်တွေလုပ်တဲ့သူများအသက်တတ်တဲ့လူသုံးဥစ္စာခိုးတဲ့လူသားမင်းသူများသားမယားပြင်းမကျူးလွန်တဲ့ပုဂ္ဂိုလ်မူသားပြောတဲ့ပုဂ္ဂိုလ်သေရတောက်တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်တွေကိုဖမ်းပြီးတော့မင်းတို့တွေခုဒီဘဝမှာမကောင်းမှုလို့သူတကာပြောတဲ့အလုပ်တွေလုပ်တာဟုတ်သလားဟုတ်ပါတယ်ဟုတ်ရင်မင်းတို့ဟိုဘက်ဘဝကျရင်ငရဲရောက်လိမ့်မယ်လို့ပြောတယ်အဲ့တော့မင်းတို့ငါတတ်ပြီးလို့ငရဲရောက်သွားရင်ငါပြန်လာပြီးပြောကြသမှာဟုတ်ပလားဟဲ့ငရဲသွားမဲ့လူကိုသူဘာလုပ်တော့ကြိုပြီးတော့မင်းတို့အသက်ခံလိုက်ရလို့ငရဲရောက်သွားရင်ငါလာပြီးပြန်ပြောစမ်းပါတဲ့ငါတို့ငရဲမှာရောက်နေပြီပါရာတိမင်းကြီးမလုံနဲ့လို့လာပြောလဲတဲ့အဲ့ဒါတရားမှပြန်မလာဘူးတဲ့ရှင်းသလားအဲ့ကြောင့်မယုံဘူးငရဲရှိတယ်ဆိုတာဟုတ်ပြီနော်အဲ့တော့ကုမာရကတ္တဗကဘာပြောလဲဆိုတော့ဒါဖြင့်ပါရတိမင်းတဲ့ငါပြောပါဦးမေအဲ့ဒီလူစိုးသခိုးကြဘိုးတွေကိုမိလို့တတ်စေအမိန့်ထုတ်တော့တောင်ဆွဲနေခွေရင်တတ်စေဆိုပြီးတော့တုတ်တန်သဇသင်္ချိုင်းဝလူသက်ကုန်းကိုခေါ်သွားပြီးတော့ဒီလူကိုတတ်တော့မဲ့ဆဲဆဲမှာအဲ့ဒီအသက်ခံရမဲ့ပုဂ္ဂိုလ်ကတဲ့အာနာဘကွက်သားတွေကိုနေပါဦးမတတ်ကြပါနဲ့ဦးငါအိမ်ငါမိသားစုတွေကိုပြန်ပြီးတော့ငါဘယ်ပစ္စည်းတွေဘယ်နာမြုပ်ထားခဲ့တယ်ဘယ်အရာတွေဘယ်နာထားခဲ့တယ်နင်တို့ဘယ်လိုကောင်းရောင်းကောင်းဝယ်လောက်ကင်စားသကြငါပြန်ပြီးမအောင်မယ်ဆိုရင်အဲ့ဒီဘကွက်သားကခွင့်ပြုမလားပြုမလားအဲ့တော့အဲ့ဒါလို့မေးလိုက်တော့ပါရတိမင်းကအရှင်ဘုရားဒါတော့ဘယ်ခွင့်ပြုမလဲဒီလူစိုးပြန်လွတ်ပေးလိုက်ပြန်လွတ်သွားမှာပေါ့ပြန်လွတ်ဖို့နေနေသားအဲ့ဒါလို့ပြောနေတော့မဲဘာလို့တတ်လိုက်မှာပေါ့ဗျာဆိုတော့ထုံဒီ၎င်းမယ်တဲ့ငရဲရောက်သွားတဲ့ပုဂ္ဂိုလ်ကငရဲအိုးတဲ့ထဲအကျော်ခံနေရမှနေပါဦးဗျာခဏလေးကျုပ်ပါရတိမင်းသွားပြောပါဦးမယ်နောက်မှကြော်ပါပြောလို့ရပါလားအဲ့လိုနောက်ကနေငရဲကပြန်လွတ်ပေးတယ်လို့ထုံးစံလူပြည်မှာမင်းခုမင်းအုပ်ချုပ်နေတဲ့တိုင်းပြည်ကမင်းသခိုးတောင်မင်းမလွတ်ဖဲနဲ့ငရဲရောက်သွားတဲ့လူဘယ်သူကရှင်းသလားအဲ့ဒါဆိုနေပါစေတော့ဗျာတဲ့တပည့်တော်လူဘဝတုန်းကသူများအသက်လည်းမတတ်သူဥစ္စာလည်းမခိုးသူများသားမယားလည်းမပြစ်မှားမှုသားလည်းမပြောသေးရလည်းမတော့ရောင်းဝယ်ဖောက်ကားခြင်းလည်းမရှိတဲ့သူတော်စင်သူတော်ကောင်းတွေကိုတပည့်တော်မှားခဲ့ဥပါတယ်တဲ့မင်းတို့တွေဟာကောင်းရာတွေလုပ်ပြီးတော့ကောင်းကျိုးချမ်းသာတွေနဲ့အများတတ္တဝအကျိုးစီးပွားပရိဒတ်လုပ်ငန်းတွေပဲလုပ်နေတဲ့ပုဂ္ဂိုလ်တွေဆိုတာမှန်သလားအိမ်မှန်နေဒါဆိုရင်မင်းတို့ကကောင်းရာသူဂတိရောက်မဲ့ပုဂ္ဂိုလ်တွေတကယ်လို့မင်းတို့သေသွားခဲ့လို့ရှိရင်နတ်ပြည်ရောက်သွားရင်ငါလာပြီးတော့ကိုထင်ပြပါအောင်လို့မှားလိုက်တာလဲတယောက်မှပြန်မလာဘူးဟုတ်ပလားခုခင်ဗျားတို့မိဘဆွေမျိုးညာတကမသေးဘူးတဲ့လူရှိလားကိုသားလေးကိုမြေးလေးချစ်လွန်းလို့ဆိုပြီးတော့ငရဲရောက်သွားတဲ့လူကလည်းမင်းငရဲရောက်မှတော့မလောက်ကြနဲ့လို့ပြန်လာပြောတဲ့လူဒါဖြင့်နတ်ပြည်ရောက်သွားတဲ့လူကလည်းမင်းတို့ကုသိုလ်ကောင်းမှုတွေလုပ်ကြငါလိုနတ်စည်းစိမ်တွေတွေ့လာမင်းတို့ခံစားရမယ်လို့ပြန်လာတဲ့ပုဂ္ဂိုလ်ဒါဖြင့်နတ်ပြည်ရောက်တဲ့လူလည်းလာနိုင်မလားမလာနိုင်မရှိဘူးလားမလာနိုင်တော့မရှိဘူးလားရှိတယ်ဆိုတာယုံသလားဘယ်လိုလုပ်ယုံယုံရင်ပြောနိုင်ရမယ်လေပြောလေဥပမာလေးပြောပြောတတ်လားမပြောတတ်ရင်ကုမာရကတ္တဗပြောတာနားထောင်ကြည့်အောင်နော်အရှင်ကုမာရကတ္တဗကကောင်းပြီတဲ့ဒါဖြင့်တက္ကကြီးငါပြောပါဦးမယ်လူတယောက်ကကိစ္စမလျော်အကြောင်းပေါ်ပြီးတော့မစင်တွင်းနဲ့ပြုတ်ကျသွားတယ်ဆိုပါစို့ဘယ်ထဲမစင်တွင်းအိမ်သာချင်းနဲ့ပြုတ်ကျသွားပြီအဲ့ဒါအော်တော့ဟစ်တော့ဘေးကလူတွေကဝိုင်းပြီးတော့ကဲမယ်ကူးမယ်ဆွဲမယ်ဆွဲတင်ပြီးတော့ရေမိုးချိုတန့်စင်ပြီးမှမစင်တွင်းနဲ့ပြန်ဆင်းဆိုရင်
ဆင်းပါဦးမလားဒါဖြင့်လူပြည်နဲ့နတ်ပြည်ဘယ်ဟာချမ်းသာနတ်ပြည်ကချမ်းသာတာမှနတ်တွေရဲ့ဘုံကံနဲ့ကြည့်ရင်လူတွေနားကပုတ်စော်နတ်နေဟုတ်ပြီလားလူအနတ်နံလို့နတ်ကလူပြည်နဲ့နီးတဲ့နေရာကိုတယူဇနာအောင်မဆင်းဘူးတဲ့ရှင်းမလားအဲ့တော့အထက်ချမ်းသာတဲ့ဘုံရောက်သွားပြီးမှဆင်းရဲတဲ့စီသွားပါလို့ဆိုရင်သွားပါဦးမလားဒါဖြင့်ဟိုမှာနတ်စည်းစိမ်ခံစားပြီးမှဒီပုတ်စော်နံနေတဲ့မင်းလူဘဝကို तू ပြန်လာပြီးတော့ပြောပါဦးမလားကျင်တ်သလားဟိသဘောပါတယ်နော်အဲ့တော့ဟိုကကုမာရကသဗ္ဗကိုဘလို့မေးမေးကုမာရကသဗ္ဗကဥပမာတွေနဲ့ပြန်ပြောပြတယ်အာရှင်ဘုရားဘလို့ပဲပြောဘုရားတဲ့တပည့်တော်တော့မယုံဘူးတဲ့ငရဲရောက်သွားတယ်ဆိုတာလည်းမရှိနိုင်ဘူးတပည့်တော်အတန်တန်အထက်ထက်ဂတိစကားတွေပေးပြီးတော့မှအာကုသိုလ်ကံနဲ့သေသွားတဲ့ပုဂ္ဂိုလ်တွေခိုးမှုနဲ့တတ်မှုနဲ့သေသွားတဲ့အသက်ခံရတဲ့ပုဂ္ဂိုလ်တွေတပည့်တော်မှားလိုက်တာတပည့်တော်စီကိုတယောက်မှတလေးတစားပြန်လာပြောတဲ့ပုဂ္ဂိုလ်မရှိဘူးငရဲရောက်တဲ့လူပြန်လာတယ်လို့ရှိလားမရှိဘူးတဲ့အဲ့ဒါအရှင်ဘုရားတပည့်တော်တော့မယုံနိုင်ဘူးတဲ့အဲ့တော့မြတ်ကုမာရကသဗ္ဗကထပ်ပြီးတော့ဥပမာပေးတယ်ကောင်းပြီတဲ့ဒါဖြင့်တခါကြီးတဲ့မင်းနာထောင်ငရဲဘုံဆိုတာအချိန်ပြည့်ချမ်းသာအလင်းမရှိဘဲနဲ့နှိမ့်ဆက်ညှဉ်းပန်းခြင်းကိုအကြိမ်ကြိမ်အထက်ထပ်ခံစားနေရတဲ့နေရာဟုတ်တယ်နော်အဲ့တော့အဲ့ဒီအတိဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တယောက်ငရဲကိုကြာသွားပြီးသားပုဂ္ဂိုလ်တယောက်သည်ငရဲပြည်ကနေလူပြည်ပြန်တက်လာဖို့ဆိုတာဖြစ်နိုင်သလားရနိုင်သလားအခွင့်အလမ်းအဲ့တော့မရနိုင်တဲ့အခွင့်အရေးကြီးကိုငရဲသားတွေစီမှာတောင်းပန်လို့ရောရမလားခြေတတ်တယ်နော်အဲ့တော့ငရဲပြည်ရောက်သွားပြီးသားပုဂ္ဂိုလ်တယောက်ကလူပြည်ကိုပြန်လာပြီးပြောဖို့ဆိုတာဖြစ်နိုင်တဲ့တရားလားမဖြစ်နိုင်တဲ့တရားလားထိုနည်းတူစွာပဲနတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်ကလည်းလူပြည်ပြန်လာပြီးပြောဖို့ဆိုတာလူပြည်ဟာအမတန်ယွန်စရာမုန်းစရာညှိငွေ့စရာကောင်းတဲ့အတွက်နတ်ချမ်းသာနဲ့ကြည့်ရင်လူစည်းစိမ်ဟာအမတန်ယွန်စရာဖြစ်နေတဲ့အတွက်နှိမ့်တဲ့ဘုံကိုမြတ်သောဘုံကနေပြန်လာအောင်မလားအဲ့တော့တရားနတ်ပြည်ကိုရောက်သွားတဲ့ပုဂ္ဂိုလ်သည်တဲ့တက္ကကြီးတဲ့လူသက်ငရဲသက်ကိုမင်းနားလည်အောင်ပြောပြမယ်လူပြည်မှာနှစ်90မှာစရုမဟာတဲ့နတ်ဘုံကဘယ်လောက်လဲတနေ့နဲ့တညတရက်တဲ့တာဝရိန္ဒာနတ်ပြည်ကလူပြည်မှာနှစ်ဘယ်လောက်နှစ်100မှာမှဘယ်လောက်တရက်ဆိုတော့နတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်ဟာဟိုမှာငါတရက်လောက်နေအောင်မယ်တရက်နေမှပြန်လာမယ်ဆိုရင်တောင်မှလူပြည်ရလူအချိန်မီပါအောင်မလားတာဝရိန္ဒာမှာတရက်နေရင်နှစ်ဘယ်လောက်လဲနှစ်100ဆိုရင်ဒီပါရာသိမင်းရှိပါအောင်မလားကျင်သလားဟဲ့ငရဲကြတော့လူပြည်နဲ့မတူတော့ဘူးလူပြည်နှစ်3သိန်းမှငရဲပြည်ကတရက်အနှစ်3သိန်းနေမှငရဲပြည်မှာအနှစ်3သိန်းပြည့်ပါပြီဆိုတဲ့အတန်ကလေးတတန်ပဲကြားရတယ်တဲ့ငရဲသားတွေကကျန်လို့လူပြည်လိုတဏှာကြီးတိုင်းတင်းတောင်နဲ့ကြားရတဲ့အတန်မျိုးတဏှာကြီးကုံတိုင်းသိသလားသိခွင့်ကိုရသလားငရဲသားတယောက်ကဘယ်ချိန်မှသိရလားအနှစ်3သိန်းဘယ်လောက်အနှစ်ဘယ်လောက်အနှစ်3သိန်းနေမှငရဲပြည်မှာဘယ်လောက်တရက်ငရဲမှာကြတော့တက်တန်းမရှိဘူးအာကုသို့မကုံမချင်းခံရတယ်ဆိုတော့အနှစ်3သိန်းဆိုတော့ငရဲပြည်မှာအနှစ်3သိန်းနေမှတရက်အဲ့ဒီအချိန်ကလေးကြမှာသိခွင့်ရတာလူပြည်ပြန်လာပြောချိန်ရနိုင်ပါဦးမလားနောက်တစ်ခါပါရာတိမင်းကကသက်သက်ပြောတာနားထောင်ကြည့်ဦးအရှင်ဘုရားတဲ့တပည့်တော်ကလေတဲ့အဲ့ဒီနောက်ဘဝရှေ့ဘဝဆိုတာသိကျင်လို့သိတော့မဲ့လူတွေကိုအာနာသားနဲ့ဘဂဝတ်သားနဲ့တတ်တော်မယ်ဆိုတော့တပည့်တော်ခောပဏိတက်ကြီးနဲ့ဝိုင်းတယ်သူ့နိုင်ငံကသူ့စစ်တပ်ကြီးနဲ့ဝိုင်းပြီးတော့တခါတည်းဖန်ပေါင်းကြောင်ကြီးတွေမှာပိတ်
ပိတ်ပြီးတော့မှအဲ့ဒီလူကိုသေသွားတဲ့ခါသိအောင်လို့အားလုံးလက်နဲ့ခရမ်းမိကြောက်တွေနဲ့စောင့်ပြီးတော့ဖမ်းတာသူထွက်သွားတာမသိလိုက်ဘူးဟုတ်ကလားအဆောင်အချက်တွေနဲ့ဒီလူသေသွားရင်ထွက်သွားမဲ့လမ်းကြောင်းကိုစောင့်ဖမ်းတာရသလားအဲ့ဒါကြောင့်နောက်ဘဝဆိုတာမယုံဘူးနောက်ဘဝရှိရင်ထွက်သွားတာတွေးရမယ်ဟုတ်ကလားအဲ့တော့အဲ့ဒါကိုကုမာရကတ္တဗကဘာဥပမာပေးလဲဆိုခင်ဗျားတို့အိမ်မက်မက်ဘူးလားရန်ကုန်ရောက်ဘူးလားရန်ကုန်ရောက်ဘူးတဲ့ကူကရန်ကုန်ကိုအိမ်မက်မက်လို့မရဘူးလားမန္တလေးရောက်ဘူးတဲ့လူကမန္တလေးမဟာမြတ်မုနီသွားဖူးနေတယ်လို့ညကအိမ်မက်မက်တယ်လို့မလာဘူးလားအဲ့အိမ်မက်မက်နေတဲ့အချိန်ဘေးကနိုးနေတဲ့လူကထိုင်ကြည့်ဒီကောင်မဟာမြတ်မုနီသွားတာတွေ့လို့ဟမ်ဘေးကမိသားစုတွေကရန်ကုန်သွားတယ်လို့ခင်ဗျားရွှေတုံသွားတယ်လို့ပြောလို့သာရောရမှာသူတို့မြင်လားဒီအသက်ရှင်နေတဲ့လူထွက်သွားတာတောင်မမြင်ရင်ဟိုသေသွားတဲ့ပုဂ္ဂိုလ်သွားတာမြင်နိုင်ပါမလားဝိညာဉ်ဆိုတာမြင်ရလားအခုခင်ဗျားတို့မှာရုပ်ရှိမရှိနာမ်ရောရုပ်ကြီးကတော့ဒီမှာသေရင်သင်္ချိုင်းကုန်းပို့လိုက်ရတယ်ဟုတ်တယ်နော်နာမ်ကအကောင်ထဲရှိလားဖမ်းလို့ရလားသဘောပါတယ်နော်အဲ့တော့ကိုမိသားစုကတောင်အိတ်နေတော့အိမ်မက်မက်တဲ့လူရဲ့ဝိညာဉ်ကိုမမြင်ရင်သေသွားတဲ့ပုဂ္ဂိုလ်ရဲ့ဝိညာဉ်ကိုမြင်နိုင်စရာအကြောင်းဝိညာဉ်ဆိုတာလဲအလုံးသိပြီးသားပါဝိပဿနာတရားတွေထွန်းကားနေတာဝိညာဉ်ဆိုတာအာယုန်နဲ့ဗာနဲ့တိုက်အာယုန်နဲ့တော့မျက်စိနဲ့အစင်းနဲ့တိုက်ဗာစိတ်ပေါ့မြင်စိတ်ပဲမှာပေါ့မျက်စိမှာပေါ်တဲ့မြင်စိတ်အကောင်ထဲရှိလားဒီတော့နန္ဒမသည်အကောင်ထဲမရှိတော့အကောင်ထဲမရှိတာကြီးကိုလိုက်ဖမ်းနေလို့ကျင်တတ်သလားဒါဆိုနေဦးနဲ့ရှင်ပြပြောဦးမယ်တပည့်တော်ကသေချာအောင်လုပ်ထားတာတဲ့ဒီအသက်ဝိညာဉ်ဒီမှာမသေးသေးတဲ့ပုံကိုယ်တွေကြတော့အလေးချိန်ချိန်ရင်မသေးခင်မှာပေါင်80ရှိတယ်ဆိုရင်တဲ့သေသွားရင်84ပေါင်လောက်ရှိတယ်တဲ့သေတဲ့လူကပိုလေးနေတယ်တဲ့တကယ်တော့ဒီထဲကသေသွားတဲ့ပုဂ္ဂိုလ်ဟာဒီထဲကထွက်သွားတယ်ဆိုရင်ပေါ့ရမှာတဲ့ရှင်တဲ့လူကပေါ့ပြီးဘာလို့သေတဲ့လူကပိုလေးသလဲတဲ့ဟုတ်ကလားရှင်တဲ့လူနဲ့သေတဲ့လူဘယ်ဟာပိုလေးတယ်မဘူးလားခင်ဗျားတို့ကျုပ်တို့ကတော့မဘူးတဲ့လူတွေဆိုသိတယ်ရှင်တုံးမှာလူတယောက်ကိုကောက်ပွေသွားအေးစစ်စစ်ပဲသေတော့တယောက်တည်းပွေလို့မနိုင်ဘူးအဲ့တော့ရှင်တဲ့လူနဲ့သေတဲ့လူဘယ်သူကပိုလေးလဲဒါတော့ရှင်တုံးကယုံနဲ့နာအပြည့်လေသေတော့ယုတ်ကြီးပဲကြံခဲ့တာဆိုတော့နာမရှိရင်ပေါ့ရမှာမလားသူတွက်တာဒီလိုဟုတ်ပလားဟဲ့အလေးချိန်ခွင်ထဲမှာနှစ်ခုထည့်ချိန်တာနဲ့တစ်ခုထည့်ချိန်တာဘယ်ဟာပိုလေးမနှစ်ခုထည့်ချိန်တာပိုလေးရမယ်လို့သူကသတ်မှတ်ထားတာရှင်းတယ်နော်အဲ့တော့မှဒါကြတော့သိပ္ပံပညာနဲ့ဆိုင်သွားပြီခင်ဗျားတို့အကုန်လုံးသိခြင်းမှသိမယ်ပါရာသိမင်းကိုကုမာရကတ္တပကဘာပြန်မေးလဲဆိုတော့ကောင်းပြီတဲ့သေသူကလေးပြီးတော့ရှင်သူကပေါ့နေတာကြောင့်မို့သင်ဟာနောင်ဘဝကိုလက်မခံနိုင်ပါဘူးဆိုရင်တဲ့အသေးတဲ့အရှင်ကိုသိအောင်ပြောရရင်တန်တုံးကြီးကိုရဲရဲနေအောင်မီးဖုတ်ပြီးတော့ချိန်တာနဲ့အဲ့ဒီမီးဖုတ်ထားတဲ့တန်တုံးကိုရေလောင်းပြီးအေးအောင်လုပ်ပြီးမှချိန်တာနဲ့ဘယ်သူကအလေးချိန်ပုံမလဲဖြေနိုင်လားခင်ဗျားတို့မဖြေနိုင်ဘူးဒါကတော့သိပ္ပံနဲ့ဆိုင်တော့ခင်ဗျားတို့မသိဘူးတန်တုံးလည်းအတူတူပဲတဲ့ရဲရဲနေအောင်မီးဖုတ်ထားရင်ပေါ့ပြီးတော့အေးနေရင်ပိုလေးတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ရဲရဲနေအောင်မီးဖုတ်ထားတဲ့အချိန်မှာအပူဓာတ်လည်းရှိနေတယ်အပူစွမ်းအင်လည်းရှိနေတယ်လှုပ်ရှားနိုင်တဲ့အရေးဖြစ်နေတဲ့အတွက်အရေးပျော်တဲ့အာဘောစွမ်းအင်လည်းရှိနေတယ်နောက်ဝါယောဓာတ်ကလည်းလှုပ်ရှားနေတဲ့အတွက်အဲ့ဒီအချိန်ဟာ active ဖြစ်နေလို့တွက်လက်နေတဲ့အချိန်တွေဖြစ်နေလို့တန်တုံးရဲရဲနေဟာပေါ့ပြီးတော့အေးခဲသွားတဲ့အချိန်မှာအပူဓာတ်လည်းမရှိတော့ဘူးအာဘောဓာတ်လည်းမရှိတော့ဘူးဝါယောကလည်းလှုပ်ရှားနိုင်ခြင်းနည်းသွားတဲ့အတွက်အေးတဲ့တန်တုံးကပိုလေးပြီးတော့ရဲရဲနေနေတဲ့တန်တုံးကဟိုပေါ့ထုံနည်းတူစွာပဲအသက်ရှင်နေတဲ့ပုဂ္ဂိုလ်မှာသူတော်ကောင်းတို့ဝင်လေထွက်လေလည်းရှိမရှိဒီလေကြောင့်
ပေါ်ပေါ်ပါပါသွားနိုင်လာနိုင်လှုပ်ရှားနိုင်မှုမရှိဘူးလားပထဝီတေသောအာဘောဝါယောဆိုတဲ့ဓာတ်၄ပါးနဲ့အညီကံစိတ်ဥရုအာဟာရတဲ့အပြန်လန်ထောက်ပံ့ခြင်းရှိမရှိထောက်ပံ့နေတော့ကိုခြီနိုင်တဲ့နိုင်သွားနိုင်လာနိုင်မရှိဘူးလားအဲ့တော့ရှင်နေတဲ့ပုဂ္ဂိုလ်နဲ့သေတဲ့လူဘာလို့လေးရတယ်ဆိုသေသွားတဲ့ပုဂ္ဂိုလ်သည်လှုပ်ရှားနိုင်ခြင်းမရှိတော့ဘူးဟုတ်ကလားအဲ့တော့ယုံနာဓမ္မပေါင်းသင်းပြီးတော့ဆောင်းထားတဲ့ဒီခန္ဓာကသာပေါ့ပါပြီးတော့ဟိုသေသွားတဲ့ခန္ဓာကပို့ပြီးတော့ဘာဖြစ်နေတော့လေးနေတယ်အဲ့တော့သူသင်္ချာတွက်သလိုနှစ်ခုကပိုပေါ့ပြီးတော့တစ်ခုကလေးတယ်ဆိုတဲ့ဖော်မြူလာနဲ့တွက်လို့ရမလားသဘောပါတယ်နော်ဒါဖြင့်ရှင်သောဓာတ်သည်ပေါ့ပြီးတော့သေတဲ့ဓာတ်သည်တက်တည်ပြလိုက်တော့ပါရတိမင်းဟာနောက်ဆုံးစင်ကြီးမျိုးစုံလဲပေမဲ့ကုမာရကတ္တမဖြည့်ရှင်းလိုက်တော့မသိဘူးလားအမှန်တရားကိုသိသွားတော့အကြောင်းတရားလည်းရှိတယ်ဟိုဘက်ဘဝဆိုတာလဲအတိတ်ကံဆိုတာလဲအနာဂတ်ဘဝဆိုတာလဲမယုံသွားဘူးလားယုံသွားပြီကုမာရကတ္တမကဖြည့်ရှင်းပြလိုက်တယ်သူတင်တဲ့ပြဿနာတိုင်းကိုအကြောင်းအကျိုးနဲ့ခိုင်လုံအောင်ဖြည့်ရှင်းပြလိုက်တော့သူယုံကြည်သွားပြီယုံကြည်သွားတော့ပါရတိမင်းဟာကုမာရကတ္တမထံမှာပဲတရဏဂုံ3ပါးနဲ့5ပါးသီလခံယူဆောက်တည်ဘာလို့လဲတရဏဂုံဆိုတော့သူတမာဒိဋ္ဌိဖြစ်သွားလားမိစ္ဆာဒိဋ္ဌိဖြစ်သွားမိစ္ဆာဒိဋ္ဌိအယူကိုမစွန့်လိုက်ဘူးလားစွန့်လိုက်တော့တမာဒိဋ္ဌိဖြစ်တော့သူကဒါနတွေလည်းပြုတယ်သီလတွေလည်းစောင့်တည်တယ်ဟုတ်ပြီနော်မထဘာလို့တယ်ဘယ်သူနဲ့ပေါင်းလိုက်လို့တရားကောင်းစဉ်ပါလေမမေးနဲ့လို့ပြောနေဘယ်သူနဲ့ပေါင်းလိုက်တာသူ့ကိုစနစ်တကျသူ့အယူဆအမှားတွေကိုဖြန့်ဖြေပြတယ်ဆိုတာရန်သူမို့လို့လားမိတ်ဆွေမို့လို့လားမိတ်ဆွေမှန်ရင်ကိုမိတ်ဆွေအကျိုးကိုဆောင်နိုင်ရတယ်ကိုအကျိုးဆောင်မှကိုရဲ့မိတ်ဆွေရှင်းသလားကိုအကျိုးပြုမှကိုရဲ့ဘာဖြစ်တယ်အဲ့တော့အခုကုမာရကတ္တမဒီဟူသောမိတ်ဆွေကောင်းနဲ့ပေါင်းပြီးတော့ပါရတိမင်းဘာဖြစ်သွားလဲသူတော်ကောင်းဖြစ်သွားတယ်5ပါးသီလလုံအောင်ထိန်းတယ်သူများသက်သက်ချင်းတို့စားခိုးခြင်းသူများသားများဆောက်ကားခြင်းပြစ်မှားခြင်းမူသားပြောခြင်းသေရည်သေရတောက်သုံးခြင်းကနေရှင်ဘရင်ဘဝကနေအကုန်ရှောင်လိုက်ရှောင်ပြီးတော့ဒါနတွေပြုတယ်ပြုပင်ပြုညာတော့လေဒီနေရာမှာအလုံးသိရမှာကမိစ္ဆာဒိဋ္ဌိအယူဒါနကိုလည်းမယုံဒါနအကျိုးလည်းမယုံသီလကိုလည်းမယုံသီလအကျိုးလည်းမယုံဘာဝနာကိုလည်းမယုံဘာဝနာအကျိုးလည်းမယုံတဲ့ဘဝကလာတဲ့ပုဂ္ဂိုလ်ဆိုတော့ဒါနပြုတဲ့နေရာမှာတဲ့ရိုသေးသေးမပြုဘူးတဲ့ဘယ်လိုမပြုဘူးဟေးဘုန်းကြီးဆွမ်းကပ်မယ်ဆွမ်းကပ်မယ်အရှင်ဘုရားမနေ့ပြန်ဆွမ်းသားကြွပါဗျာနန်းတော်ဆွမ်းသားပင့်ရောက်လာတဲ့ခါကျတော့ကိုတော်ကြွလာကပ်လိုက်ဟောဒါနတော့ပြုတယ်ဘယ်လိုမပြုရိုသေးသေးဆိုတာ तू ကဒီမှာဓက္ခံမျိုးစေ့ကိုကမိစ္ဆာအယူကပေါက်ဖွာလာတာဆိုတော့လှူသာလူနေရပေမဲ့သူ့မှာစိတ်ထဲမှာယုံကြည်ခြင်းနှစ်သက်မြတ်နိုးခြင်းမရှိအဲ့တော့ဂါရဝတရားအာနေပြီးတော့လူတော့လူတယ်ဘယ်လိုလူလဲမယုံမသိလူတယ်ပြန်ပြောအရေးကြီးလို့ဒါမနဲ့ပြန်ကြတော့ခင်ဗျားတို့အကြောင်းကျိုးဆက်တွေတွေ့ရတော့မှာဇီဇလန်းကအရှိကြီးဟုတ်ပြီနော်အဲ့တော့ဒါနပြုတယ်ဘယ်လိုပြုလဲမယုံမသိပြုတယ်ကုမာရကသမရဲ့လမ်းညွှန်ခြင်းရတမာဒိဋ္ဌိတော့ဖြစ်သွားပြီအဲ့တော့ဒါနအကျိုးကိုယုံလို့ပြုတော့ပြုပေမဲ့ဘယ်လိုပြုလဲသီလစောင့်တည်တယ်စောင့်တည်ပေမဲ့အလေးနဲ့ထားပြီးတော့အနုညွတ်စောင့်တည်တာမျိုးမဟုတ်ဘူးဟုတ်ပလားအဲ့တော့ဒီပုဂ္ဂိုလ်ဒီတမာဒိဋ္ဌိလမ်းကြောင်းပေါ်ရောက်လာပေမဲ့မိစ္ဆာဒိဋ္ဌိထက်ခံကနောက်ကနှောက်ရှက်နေတော့အလူလုံးလဲမင်းပြန်ဆွန်းလောင်းမယ်အေးလောင်းလိုက်ကြမင်းတို့ချက်ပြီးလောင်းလိုက်နော်ပြီးပြီသူကိုယ်တိုင်ဂယုတစိုက်ဆွန်းလောင်းခြင်းဆွန်းကတ်ခြင်းမရှိဘူးထော်ဒီလူသားပဲသင်္ကန်းလူမယ်ပြီးရောလူလိုက်တယ်သင်္ကန်းလူလိုက်ကြ
ကတ်လိုက်ခုခင်ဗျားတို့အိမ်မှာဆွန့်ပင့်ကတ်တဲ့ခါဖြစ်လေဖြစ်တာရှိတယ်နောက်ကချက်ပြုတ်နေတဲ့ဒကမာကြီးကကြာကြာနာနာတန်ဃာတွေကိုမုံမြတ်စားရအောင်လို့ချက်တယ်ဆွန့်ကတ်ဖို့လာတဲ့ခါကျတော့မေကြီးရေဆွန့်ကတ်အောင်ဆိုမလေးဒီမှာမအားဘူးကတ်လိုက်တော့တို့ကတ်လည်းပြီးတာပဲကတ်လိုက်ပြောဘူးလားအဲ့ဒါပင်ပန်းလှုပ်ရပြီးလှုပ်ရကြအဂါရဝဖြစ်သွားတယ်ခွေးလေးကျွေးလိုက်တယ်လို့ပဲကျွေးလိုက်ဟုတ်ပြီနော်အဲ့တော့အကျိုးပေးတဲ့လောက်ပြီးတော့ကြည်ကုမာရကသဗ္ဗရဲ့ဆုံးမနဲ့ဒီပုဂ္ဂိုလ်တမာရိဋ္ဌိလမ်းကြောင်းပေါ်ဖြစ်သွားတဲ့အခါကျတော့ဒါနတွေလုပ်ပြီးအချိန်တန်တော့သေတယ်သေတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့နတ်ပြည်မှာနတ်သားသွားဖြစ်တယ်သေဒီတကဗိမာန်ကြီးနဲ့နတ်သားသွားဖြစ်တယ်ဒါပေမဲ့အလူဒါနပြုစဉ်တုန်းကမယိုမသေးပြုခဲ့တဲ့တတ္တိကြောင့်တဲ့သူဟာအချွေရန်တယောက်မှမရှိဘူးဘာဖြစ်လဲနတ်ဗိမာန်ကြီးကတော့အကြီးကြီးပဲအဲ့တော့ရှင်မင်းပြီးလူနိုင်တယ်တန်းနိုင်တယ်ပေးနိုင်တယ်ကမ်းနိုင်တယ်ဆိုသူဒါနတွေမလုပ်ခဲ့ဘူးလားဒါနတွေများစွာလုပ်ခဲ့တော့သူ့အတွက်ဗိမာန်ကြီးကတော့ဒါပေမဲ့အချွေရန်နတ်သမီးတယောက်မှမရှိဘူးနတ်သမီးနတ်သားတယောက်မှမရှိတဲ့ခန်းချောက်နေတဲ့ဗိမာန်ရှင်းမလားဟဲ့ဒါကြောင့်ကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်အကြောင်းကောင်းမှအကြောင်းမှန်မှအကြောင်းပြည့်စုံမှဟောဒီစကားသိချာမှအကြောင်းပြည့်စုံမှအကြောင်းမပြည့်စုံရင်ရှင်းလားတောင်းညက်နေသင်္ကန်းလာကတ်ကြတယ်ဦးဇင်းကသင်္ကန်းကတ်တော်မယ်ဆိုတော့သင်္ကန်းလေးလက်နဲ့ကင်ဆိုတော့တချို့ကပေါင်ပေါ်တင်ပြီးကင်ထားတယ်မဟုတ်ဘူးဟဲ့ဒီလိုလေးကင်မြတ်နိုးကင်လေးဆဆကင်ဆိုတော့အလေးစားခံကျင်လွန်းလို့အပူဇော်ခံကျင်လွန်းလို့ဘုသူ့အတွက်ပြောတယ်အမွန်အမြတ်လူမှမွန်မြတ်တဲ့အသုံးဆောင်ရတယ်လေးဆဆလူမှဒီကိုရထားတဲ့စီးစိမ်ကိုမြတ်နိုးကိုသုံးဆောင်ခံစား권ရှိတယ်တချို့ကမထေမဲ့မြင်လှူခဲ့တဲ့အတွက်စီးစိမ်ဥစ္စာရှိတယ်ဘယ်ဥစ္စာမှ तू သုံးဆွဲလို့မပျော်ဘူးတဲ့တိုက်ကြီးရှိတယ်တိုက်မှနေရတာမပျော်ကားကြီးရှိတယ်ကားစီးရတာမပျော်ရှင်းလားဟိုကောင်းစားလာလည်းမဝတ်ချင်ဘူးအစားကောင်းတော့ကောင်းလည်းမစားချင်ဘူးပတ်စံနေတော့ပုံဒီလိုလူတွေမရှိဘူးလားအဲ့ဒါကုသိုလ်ပြုစဉ်ဟာဘာဖြစ်တယ်မယုံမသေးပြုခဲ့လို့အမွန်အမြတ်မပြုတ်ပဲနဲ့မလေးမစားပြုတ်ခဲ့တဲ့အတွက်အကျိုးပေးတဲ့အခါကျတော့လေသုံးဆွဲပိုင်ခွင့်အဲ့တော့အခုကုမာရကသဗ္ဗရဲ့ဟောပြောချက်ကြောင့်သူသည်တမာဒိဋ္ဌိလမ်းကြောင်းကိုမလိုက်ဘူးလားလိုက်ပင်လိုက်ကြောက်လာတယ်မိစ္ဆာဒိဋ္ဌိဓာတ်ခံရှိခဲ့တဲ့အတွက်လေးဆဆမပြုတ်ခဲ့တဲ့အတွက်နတ်ဗိမာန်ကြီးရတော်လည်းပဲပြည့်ဝတဲ့နတ်စည်းစိမ်ကိုကျင့်ရကြလားတရားထဲအဲ့ဒီမှာသူ့အကြောင်းကျိုးဆက်လာပုံလေးကဒါလေးတော့ပြီးအောင်ပြောမယ်ဒီနေ့နော်အချိန်ကတော့တနားကြီးကြော်သွားပြီဒီတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့တာဝကတွေဖြစ်တဲ့ယတ္တသရုသားတို့ကြားဘူးလားအဲ့တော့ယတ္တသရုသားနဲ့တန်ငယ်ချင်း၄ယောက်ရှိတဲ့ထဲကဒါပဲတယောက်ဖြစ်တဲ့ဂဝံပတိဆိုတဲ့မထေရဘယ်သူလဲလဲဂဝံပတိဆိုတဲ့မထေရဒီမထေရဟာယတ္တသရုသားနဲ့သူတငယ်ချင်း၄ယောက်ထဲကအပါဝင်ဖြစ်ပြီးတော့သူသည်ယတ္တသရုသားနဲ့အတူသင်္ကန်းဝတ်ပြီးတော့ယဟန္တာမထေရကြီးဖြစ်ပါတယ်အဲ့တော့ဒီမထေရကြီးဖြစ်ရတဲ့အကြောင်းရင်းဒီမထေရကြီးကအတိတ်ဘဝကအကြောင်းတက်ခံပါတော့လူပြည်မှာသိမ့်မနေဘူးနတ်ပြည်မှာပဲသွားပြီးတော့သတင်းသုံးတော့ဘယ်မှာသွားသတင်းသုံးလို့ဆိုတော့ဟောဒီလူသူ6ခန်းနေတဲ့သေရီတကဗိမာန်ကြီးထဲမှာသွားပြီးတော့နေတယ်ဒီပါရတိမင်းကဖြစ်သွားတဲ့နတ်သားကလည်းသူ့ဗိမာန်ထဲမှာမပျော်တော့ရှောက်သွားတယ်အဲ့တော့ဗိမာန်ထဲမှာမရှိဘူးဆိုတော့ဗိမာန်ထဲမှာမရှိတဲ့နတ်သမီးနတ်သားမရှိတဲ့ဗိမာန်တွေမှာလှည့်သတင်းသုံးတော့ဟောဒီဂဝံပတိမထေရကြီးကလာပြီးတော့သတင်းသုံးတယ်ဒါလေးမှတ်ထား
အဲ့တော့ဂေါမတိပထေရဲ့အကြောင်းကိုအတိတ်ဇတ်အကြောင်းကိုပြန်ပြောရရင်ဂေါမတိပထေကြီးသည်တို့ဖျားတို့ဂေါရမမြတ်စွာဘုရားလက်ထက်မှာယတသတို့သားတို့နဲ့အတူတူကျွတ်တန်းဝင်နေအဲ့ဒီပုဂ္ဂိုလ်အတိတ်ကဘာလုပ်ခဲ့သလဲဆိုတာလေးကြည့်ရရင်ကတ္တဗဘုရားရှင်လက်ထက်ဘယ်ဘုရားလက်ထက်ကတ္တဗမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပွင့်တဲ့အခါမှာဟောဒီဂေါမတိမထေအလောင်းသည်နွားကြောင်သားဖြစ်ဘာဖြစ်နေသလဲဟိနွားကြောင်သားတဲ့နွားကြောင်သားဆိုတော့သူများနွားတွေအငှားကြောင်နေရတာသူ့မှာကိုယ်ပိုင်ပစ္စည်းပါမှမရှိဘူးတရက်ကြတော့သူနွားကြောင်နေတဲ့နေရာမှာလွင်ပြင်ကွင်းခေါင်ကောင်ကြီးတွေကိုနေလေကြောင်တောင်ကြီးယဟန္တာမထေရတပါးကအကြောင်းကိစ္စတစ်ခုနဲ့ဖြတ်တန်းပြီးတော့ခရီးသွားတဲ့အာဂန္တုယဟန်ကြွသွားတာကိုမြင်တယ်မြင်တော့ဒီယဟန်ကခေါင်းမှာလဲဆောင်းစရာထီးမပါကရုံးပြောင်ပြောင်နေရပူပူချွေးတွေကရွှဲရွှဲနေဆိုတော့ तू ကနွားเจ้าသားကမြင်ပြီးတော့ချက်ချင်းပြေးလိုက်တယ်ဒီဂေါမတိအလောင်းကပြေးလိုက်ပြီးတော့အရှင်ဘုရားကြည့်ရတာအလွန်ပင်ပန်းနေပါပြီဘုရားတဲ့ခရီးရှည်လှမ်းခဲ့ပုံရပါတယ်အဲ့တော့ချွေးတန်ရွှဲရွှဲနဲ့အလွန်ပင်ပန်းနေတဲ့အတွက်တပည့်တော်ကိုအစဉ်သနာခြင်းကိုအကြောင်းပြုပြီးတော့အရှင်ဘုရားအတွက်နားခိုရာလေးဆောင်ရွက်ပေးပါရစေတဲ့ဟုတ်ပလားဟဲ့ပါတယ်နားခိုရာလေးဆောင်ရွက်ပေးပါရစေတပည့်တော်အားချီးမြှောက်သောအပြင်ခိတ္တနားယူတော်မူပါဘုရားဆိုတော့ဟောဘုတ်ကလည်းယဟန္တာမထေရကြီးဆိုတော့ကရုဏာသက်စွာနဲ့နွားကြောင်သားလေးရဲ့ဘဝဆင်းရဲနွမ်းပါးနေတာကိုမြင်ပြီးတော့လက်ခံတော့ဒုက္ခမြလဲနီးနီးနားနားမှာရှိတဲ့ကုတ်ကိုပင်ကြီးတပင်ကနေကုတ်ကိုကိုင်းတွေချိုးချပြီးတော့တခါတည်းဒီမထေရမြတ်ကြီးသတင်းသုံးဖို့နေရာလေးကိုအရိပ်ကလေးလှုပ်ပေးလိုက်ဟုတ်ကလားဟဲ့ဘာလုပ်တယ်ဘာနဲ့လှုပ်ပေးတယ်ကုတ်ကိုကိုင်းလေး၃-၄ကိုင်းချိုးပြီးတော့ထောင်ပြီးတော့ယာယီတဲလေးထိုးပြီးတော့ယဟန္တာမထေရမြတ်ကြီးကသူ့အေးအောက်မှာခဏထိုင်အဲ့ဒီချိန်တောက်ရေတွေပါတွေရေတွေပါတွေပြေးခတ်တပိတ်ယူပြီးတော့ရေစစ်နဲ့ရေခတ်ပြီးတော့ရေကတ်ဆိုတော့သူပြုတ်ခဲ့တဲ့ဒါနဒါပဲဟုတ်ပြီနော်ဘာတွေလုပ်ခဲ့လဲကိုကိုင်းလေး၃ကိုင်းနဲ့ဘာလုပ်လဲအရိပ်ကလေးပေးခဲ့တယ်နောက်ဘာကတ်တော့နှစ်ခုပဲရှိတယ်နော်ဒါလေးလူပြီးတော့အရှင်မြတ်ဘုရားရွှေ့သိပ်ပြီးတော့နေအေးတော့ပြန်ကြွတော့မယ်ဆိုတော့အရှင်ဘုရားတဲ့တပည့်တော်တို့ဟာအတိတ်ကကောင်းမှုကုသိုလ်နည်းခဲ့လို့ဆင်းရဲရပါတယ်အဲ့တော့ယခုပြုရသောကုသိုလ်ကောင်းမှုစုစုကြောင့်အရှင်ဘုရားတို့သိအပ်ရအပ်တဲ့တရားသိနိုင်ရနိုင်ပါရစေဒီစုလေးတစ်ခုပဲတောင်းဟုတ်ကလားဟဲ့ခုနပါရတိမင်းနဲ့တူလားပါရတိမင်းကအလှူတွေအများကြီးမပေးနိုင်ဘူးလားပေးနိုင်ပေမဲ့သူလိုအတိတရားမျိုးရှိမပါအခုသူလူလိုက်တာကအများကြီးလားနည်းနည်းလေးလားဘာလူတော့ကုတ်ကိုခိုင်းလေးနဲ့အရိပ်ဟုတ်ပြီနော်မထေရမြတ်ကြီးကိုဟိုကြွအောင်ဒီကြွအောင်ရှောက်ခိုင်းလို့လည်းမဖြစ်ဘူးတချို့ကအရှင်ဘုရားဒီဘက်ထိုင်ပါအောင်ဘုရားဒီဘက်ကနေမဟုတ်ဘူးဘုရားဟိုဘက်ထပါအောင်ဘုရားအရှင်ဘုရားဟိုဟာလေးယူပေးပါအောင်ဆိုတာလာသေးတယ်နော်ကိုယ်ထက်မြင့်မြတ်တဲ့ယဟန်ပုဂ္ဂိုလ်ခိုင်းလိုက်ပြီဆိုခင်ဗျားတို့ဖြစ်လေရာဘဝမှာကြုံမဲ့ဖြစ်တော့မှာဘယ်တော့မှသခင်မဖြစ်တော့ရှင်းမလားတချို့ကလူကြုံစကားပါလိုက်တယ်ရှင်ဘုရားတဲ့ရန်ကုန်ပြန်มาလားတဲ့ပြန်ရင်ရန်ကုန်ကဘသူ့ကိုဘာပြောလိုက်စမ်းပါဘာလေးပေးလိုက်ပါဦးတဲ့အဲ့ဒီလို့ဘုန်းကြီးတွေမလုပ်ဘူးရှင်းလားလုတ်ခိုင်းလို့ကျုပ်တို့လုတ်ပေးရင်လည်းခင်ဗျားတို့ဂျွန်းပြန်ပြီးတာမှတ်ပြီးတော့သဘောပါလားသူမင်္ဂလာတော့မလုပ်ဘူးအဲ့လိုကြည့်ရတယ်နော်စကားပါပစ္စည်းပါကျုပ်လုံးမဟုတ်ဘူးခင်ဗျားတို့ပါဆက်ဖို့ကျုပ်နဲ့မဆိုင်လှူခြင်းတော့အကုန်လက်ခံသဘောပါသလားကျုပ်တွက်လားမဟုတ်ဘူးကျုပ်တွက်ကလုံလောက်တယ်တပိတ်သလုံးသင်္ကန်းသုံးတယ်လုံလောက်တယ်ဘာမှမလုပ်ရှင်းတယ်နော်အခုလည်းကြည့်ဟိုးကိုပင်ရှိတယ်ရှင်ဘုရားကြွဒီဘက်သတင်းသုံးတယ်လို့မပြောဘူးယဟန္တာမထေရကြီးရတယ်ခိတ္တနားပါအောင်ဆိုအဲ့နားရက်နေတယ်အဲ့နေရာကိုကိုပင်ပြေးခုတ်ပြီးတော့ကိုပင်လေးယဟန္တာအရှင်မြတ်ကြီးနားတဲ့နေရာမှာအရေးလုပ်ပေးတယ်နွားကြောင်းသားနော်သဘောပါသလားခုနရှင်ဘုရင်နဲ့နွားကြောင်းသားဘယ်သူကသားအေးယဟန္တာအရှင်မြတ်ကြီးကိုရိုးသေးသေးအရေးလုပ်ပေးတယ်နောက်ဘာကတ်တယ်ရေကတ်တယ်တောင်းလိုက်တဲ့စုကအရှင်ဘုရားတို့သိအပ်ရအပ်တဲ့တရားသ
ဘောပါသလားဒီမထေမြတ်ကြီးတွေထဲမှာရှင်ဘုရင်ကနေယဟန်ဝတ်တာဟောရှိမရှိယတ္တသရောသားတို့လိုအလွန်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကယဟန်ဝတ်တာဟောဒါဖြင့်ယဟန်ဘဝနဲ့ရှင်ဘုရင်ဘဝဘယ်ဟာမြတ်တို့ဟုတ်ပြီယဟန်ဘဝနဲ့တထေးဘဝဘယ်ဟာမြတ်တို့နောက်တစ်ခွန်းထပ်မိမယ်သေချာနာထောင်ယဟန်ဘဝနဲ့ရှင်ဘုရင်ဘဝဘယ်ဟာချမ်းသာသေချာမှတ်နော်ယဟန်ဘဝနဲ့ရှင်ဘုရင်ဘဝသိကြလားအခုဦးဇင်းတို့နားထဲမှာကြားနေရတယ်ဟိုတလောကရွှေညဝါဆရာတော်ကြီးကျောင်းမှာဖျားထီးတင်တော့ကျောင်းချင်းကကတ်နေတော့မောင်စုမင်္ဂလာတဲ့လာအောင်တဲ့မင်းတို့ညီကိုနှစ်ယောက်ကဒီထီးတင်ပွဲကိုတာဝန်ယူဦးစီးလုပ်ပေးရမယ်ဆိုတော့လူကြီးခိုင်းတော့လူငယ်လုပ်ရတာပေါ့ဗျာနော်သူကလူကြီးကအသက်လည်းကြီးတယ်ဝါလည်းကြီးတယ်ခန္ဓာကိုယ်ကြီးလည်းကြီးတော့ကြောက်အဲ့တော့ဟဲ့ကောင်ဒါလုပ်ပေးဆိုတော့တင်မဖျားလုပ်ပေးရတာပေါ့အဲ့တော့သွားပြီးလုပ်ပေးနေတော့ခဏထီးတင်ပြီးတော့ဌာပနာပွိတ်ပွဲမလုပ်ခင်ဆွန့်ကတ်တော့ခဏနာဆွန့်စားနေနေယဟန်တပမေးမောင်တို့မင်္ဂလာရေးတဲ့ကြုံတော့กว่าတဲ့မင်းငါမေးဦးမယ်တဲ့မပြောပါဗျာလို့တို့ဆုံတော့တန်ဃာတွေဆုံတော့ပေါ့กว่าတဲ့ကိစ္စလေးတခုဆွေးနွေးရအောင်ပြောပါဗျာမင်းဘယ်ပါတီကြိုက်တော့တပည့်တော်နာစီးနေတယ်အဲ့ဒါတပည့်တော်တို့လုံးမဟုတ်ဘူးဗျာတပည့်တော်တို့မဲပေးရမယ့်လူတွေမှမဟုတ်တာဘာလို့ဆရာလို့တော့မင်းမဟုတ်သေးဘူးလေကွာတဲ့မင်းတို့မဲမပေးရတာကွာမဟုတ်သေးဘူးကွာတဲ့ဟာဟုတ်ပါတယ်ဗျာလို့ဘာဟုတ်တာတော့မင်းရတယ်ဘာဟုတ်မှလဲဗျာလို့တပည့်တော်တို့မဲပေးတယ်ဆိုတာလူတွေအလုံးလို့တပည့်တော်တို့လူမမဟုတ်ပဲနဲ့မီးတဲ့ဟုတ်ပြောတာကျုပ်တို့လူလားဘာတော့ယဟန်အလုပ်လုပ်မှာပေါ့လူအလုပ်လုပ်เสียမှာမလို့ပဲလူတွေပဲဟာမဲပေးပေးကျုပ်တို့နဲ့မဆိုင်ဘူးတပည့်တော်တို့ကယဟန်လေလို့အရှင်ဗျာယဟန်ဆိုတာယဟန်အလုပ်လုပ်ရုံပဲလူတွေဆိုတာဒီပါတီကြိုက်ရင်လောဘဂတိဟိုပါတီမကြိုက်ရင်ဒေါသဂတိအဂတိလိုက်စားတယ်ဆိုတာလူအလုံးလို့ယဟန်အလုပ်မဟုတ်ဘူးရှင်းလားဒီမှာလည်းယဟန်တို့များလည်းပါလာတော့ကြုံလုံးပြောရတာပါဗျာငါတို့ကနော်ယဟန်ဖြစ်သွားတာနဲ့ဘယ်နိုင်ငံသားမှမဖြစ်တော့ဘူးနိုင်ငံသားစည်းရင်းနဲ့လည်းမပါဘူးမှန်တယ်ဗျာလို့တပည့်တော်တို့ကဘယ်နိုင်ငံသားမှမဟုတ်ဘူးလို့ဒါကိုကဂုံယူစေဟာလို့ဖရာသားတော်တွေရှင်းလားဘာဘောက်တို့မှတ်ပုံတွေခုလည်းမပါဘူးလာဝကကောင်တွေပါမေးခြင်းမေးခြင်းတွေမပါဘူးကြိုင်လည်းမကြိုင်နော်ယူတော့ပါလားငါတို့ကဘာလို့လူအလုပ်လုပ်เสียဘယ်နိုင်ငံသားမှလည်းမဟုတ်ဘူးကွာတော့ပေါ့လားကျင်းနဲ့လားဒါအောင်မကြည်မနှက်ဖြစ်နေတယ်မဲမထည့်ရလို့တဲ့မဲထည့်ခြင်းလွယ်လွယ်လေးလူလုပ်လိုက်ရှင်းလားဘာကြိုက်တယ်မကြိုက်ဘူးတို့မှပြောစရာအကြောင်းလူဘဝယဟန်ဘဝငြိမ်းရိပ်ခြင်းလို့မှယဟန်ဘဝလှုပ်ထားတာဘာအာဂရိမှလှုပ်เสียယာရုအတွက်အာဂရိလိုက်เสียလဲဂုံအတွက်လှုပ်เสียလဲသူများလူတာစားပြီးသူများလူထားတဲ့အကြောင်းပေါ်နေနေတာဗျာဘာလို့ဆရာလူသေးလို့တော့သဘောပါလားအလုံးရှင်းတယ်နော်အဲ့တော့ခင်ဗျားတို့လူအလုပ်တွေယဟန်တွေလာမမေးနဲ့ကျိုးတို့နဲ့မဆိုင်ဘူးရှင်းလားခင်ဗျားတို့အကောင်းဆိုးအကြောင်းအကျိုးအမှားမှန်ကုသိုလ်အကုသိုလ်အကျိုးအပြစ်ကိုနားလည်အောင်ဟောရမှာကကျိုးတို့တာဝဖရာသားတော်တွေနဲ့ကုသိုလ်အကုသိုလ်ကွဲအောင်ဟောပေးရင်ရပြီကိုယ်တိုင်ကုသိုလ်အကုသိုလ်ကိုပိုင်းခြားခြားသိပြီးအကုသိုလ်ရှောင်နိုင်ရမယ်ကုသိုလ်ဆောင်နိုင်ရမယ်ရှင်းသလားဒီအလုတ်ကလွဲပြီးယဟန်တွေလှုပ်เสียအကြောင်းဒါကြောင့်ယဟန်နဲ့လူဘသူကချမ်းသာယဟန်နဲ့လူဘသူကမြင့်မြတ်တယ်လဲဒါအဖြစ်ဒါကိုနွားကြောင်သာသိရဲ့ရှင်းလားဒါကြောင့်အကျိုးစီးပွားခြင်းရှင်ကြည့်ရင်လူတွေရတဲ့စီးပွားနဲ့ယဟန်ရတဲ့စီးပွားတူသလားဘယ်စီးပွားကမြတ်တယ်လဲယဟန်စီးပွားဆိုတာငွေတွေပြောတာလားကားတွေဘယ်လောက်ပိုင်တယ်ပြောတာလားကျောင်းတိုက်ကြီးတွေဘယ်လောက်ပိုင်တယ်ပြောတာလားသင်္ကန်းဘယ်နှစုံရှိတယ်ပြောတာလားယဟန်အတွက်ဒါကြွားเสียလို့သလား
ရှင်းသလားသင်္ကန်းဘယ်နှဆုံးရှိကိုပိုင်တာမဟုတ်ဘူးတန်ခါပိုင်တာဟုတ်ကလားကျောင်းတိုက်ကြီးတွေဘယ်နှတိုက်ပိုင်တန်ခါပိုင်တာကိုစွမ်းစနဲ့လှုပ်ထားတာလားဒကာဒကမလှူထားတာလားသူများတတွေးကွဲသို့စွန့်ပစ်ထားတဲ့ပစ္စည်းပေါ်တက်ထိုင်နေတာဘာမှကြွားဝါနေစရာအကြောင်းကြွားဝါဖို့ရောလိုသလားလူအလုံးနဲ့ယဟန်အလုံးတူသလားကျင်သလားဒါကိုနွားကြောင်သားကသိတယ်ဗျာဒါကြောင့်အပိုစုတွေမတောင်းတော့အရှင်ဘုရားတို့သိအပ်ရအပ်တဲ့တရားကိုသိနိုင်ရနိုင်မရစေပြန်ပြောအောင်မလေးပြင်းလိုက်ကြတာဒါလေးတောင်ပြီးအောင်မပြောနိုင်ဘူးပြန်ပြောရှင်ဘုရားတို့သိအပ်ရအပ်တဲ့တရားကိုသိနိုင်ရနိုင်မရစေဖယားပြန်ပြောသိခက်ခဲနေလားမပြောတတ်မဆိုတတ်တာပါလားကျင်ရတယ်နော်ဒါလေးပဲတောင်းခဲ့ပြီးဒီကုသိုလ်လေးအာယုံပြုသေးတာကသဗ္ဗဘုရားရှင်လက်ထက်ကလေးဒီနေ့ဂေါရမမြတ်စွာဘုရားပွင့်တဲ့အထိဒီဂဝံမတိမထေအလောင်းဟာနတ်စည်းစိမ်ကြီးနတ်ပြည်မှာကြီးနေခဲ့ရတယ်ဒါကြောင့် तू ကလူပြည်မှာမပျော်ဘူးဘယ်မှာပဲပျော်ယဟန္တာဖြစ်သွားတော့တောင်လူပြည်မှာတည်းမသုံးဘူးသဘောပါသလားအကြောင်းတရားနဲ့အကြောင်းကောင်းမှဒီတော့အကြောင်းအကျိုးတရားတွေကဆွဲဆောင်နေတော့လူပြည်မှာလည်းကြည်ယတသရုသားနဲ့သူစီးစိမ်တွေအပြိုင်ဆိုင်ခံစားပြီးတော့ဘုရားရဲ့သာသနာနဲ့လည်းတွေ့ရောမြတ်စွာဘုရားထံမှာတခါတည်းသင်္ကန်းဝတ်တရားအားထုတ်လိုက်တာယတသရုသားတို့ဟောဒီဂဝမတိမထေတို့ဆိုတာယဟန္တာတွေဖြစ်သွားတယ်အလွန်တကိုးကြီးတဲ့ယဟန္တာတွေရှင်းလားဟဲ့ဒါဖြင့်သူပြုခဲ့တဲ့ကုသိုလ်လေးရပါလေကိုရိတ်ကလေးတောက်ရည်ဒီနှစ်ခုသောကုသိုလ်လေးနဲ့အခုယဟန္တာအထိမဖြစ်ရဘူးလားဟောကုသိုလ်ချင်းတူရဲ့လားပါရာတိမင်းထမရေချောင်းစည်းလှူခဲ့တဲ့အလူနဲ့ဒီဘက်ကနွားကြောင်သားလှူတဲ့အလူအဲ့ဒီနွားကြောင်သားဘဝကုသိုလ်လေးနဲ့ယဟန္တာဖြစ်သွားတဲ့ဂဝမတိမထေကြီးဟာတဲ့ဟောဒီပါရာတိရဲ့ဗိမာန်တရိတကဗိမာန်ကြီးမှာသွားပြီးတော့တရင်သုံးတော့တရက်ကြတော့ဟောဒီပါရာတိနတ်သားပြန်လာတဲ့အချိန်ဂဝမတိမထေနဲ့တွေ့ပြီးတော့မေးကြလျှောက်ကြတဲ့အခန်းကိုတော့မနဲ့ဖြံမှဆက်လာကြတာဟုတ်ကလားဟဲ့ဒီနေ့အားလုံးသိထားတာကအကြောင်းကောင်းရင်အဲ့တော့ကလျာဏမိတ်တမိတ်ကောင်းဆွေကောင်းသူတော်ကောင်းနဲ့ပေါင်းမိရင်ကိုယ်ဘဝတွေအကျိုးစီးပွားဖြစ်နိုင်မဖြစ်နိုင်လက်ပြန်ကြတော့မိတ်ဆွေကောင်းဘလောက်အရေးကြီးတယ်ဆိုတာနောက်ထပ်ပါရာတိနတ်သားနဲ့အတူဆက်လက်ပြီးတော့ဝတ္ထုကအကောင့်ထဲပေါ်လာပါလိမ့်ဦးမယ်ဒီနေ့နွားကြောင်သားဘဝနဲ့ယဟန္တာမထေကြီးဘဝဖြစ်ရတာလဲဘာနဲ့ပေါင်းမိလို့အဲ့တော့ယဟန္တာအရှင်မြတ်ကြီးထံစိကပ်မိတဲ့ကုသိုလ်ကြောင့်သူ့မှာကျွတ်ခွင့်လွတ်ခွင့်မရဘူးလားအဲ့တခါဒီပါရာတိဆိုတဲ့မိစ္ဆာဒိဋ္ဌိမင်းကြီးဟာလဲတမာဒိဋ္ဌိလမ်းကြောင်းပေါ်ရောက်ပြီးနတ်ပြည်ရောက်ခဲ့ရတယ်ဆိုတာဘယ်သူနဲ့ပေါင်းမိလို့အကယ်၍သူ့အယူဝါဒကမစွန့်ခဲ့ရင်ဒီချိန်သူပဲရောက်နေဒေအိုးရောက်နေမယ်ဆိုတာမသေးကြဘူးလားအဲ့တော့ခုလဲသူတော်ကောင်းတို့လူဖြစ်တဲ့အခိုက်ကလေးမှာဘာနဲ့ပေါင်းနိုင်အောင်ဒါဖြင့်သတိထားဝရိယဆိုင်ပညာနဲ့ကြည့်ဘယ်သူကိုဘယ်သူကြည့်မှာကိုပေါင်းဖော်နေတဲ့တရားကိုဘယ်သူကိုဘယ်သူစစ်ဆေးမှာကျင့်သလားလူဘဝရကြိုက်မှာရုပ်ချင်လားမြတ်ချင်ရုပ်တယ်ဆိုတာဆုပ်ယုံမှာနော်အခုလူဘဝကနေသေလို့တိရစ္ဆာန်ဖြစ်တယ်ဆိုမြတ်သလားရှုံးလားလူဘဝသေလို့ငရဲရောက်တယ်ဆိုမြတ်သလားရှုံးလားပြိတ္တာဖြစ်သွားရင်ပေါ့အဲ့တော့အရှုံးနဲ့ပဲပြန်ကြမလားမြတ်အောင်လုပ်ယူဘာနဲ့ပေါင်းကျင့်သလားတတိထားဝရိယဆိုင်ပညာနဲ့ကြည့်ခန္ဓာဘယ်နှပါလဲကိုယ်ခန္ဓာကိုကြည့်တော့မြဲတာတွေ့မလားမမြဲတာတွေ့မလား
ဒါဖြင့်အဲ့မမြဲတဲ့ခန္ဓာကြီးအတွက်နဲ့အာကုသိုလ်တွေလှုပ်ကြွေးเสียလို့သလားအာကုသိုလ်နဲ့ရှာကြွေးမှုသားပြောပြီးကြွေးသူများသက်သက်ပြီးကြွေးတေရီတေရဲ့ရောင်းစားပြီးတော့ကြွေးဘလို့ကြွေးကြွေးအိုချိန်တန်တော့နာချိန်တန်ရင်သေချိန်တန်ရင်သေတော့ကိုယ့်နောက်အဲ့ဒီစီးစိမ်တွေပါမလားကိုယ့်နောက်တကယ်ပါမှာကကိုလှုပ်ထားတယ်အဲ့ဒါကိုပို့ပြီးပြည့်စုံအောင်ဒီလိုလေးပြောလိုက်ကိုဆောင်ထားတဲ့တရားပဲကိုနောက်စောစောကပြောခဲ့ပြီလေလူဘာကြောင့်ဖြစ်လဲလူဖြစ်မမေ့နဲ့တော့ဒီနေ့ဟောတာလကားမဖြစ်စေနဲ့တိရစ္ဆာန်ဘာကြောင့်ဖြစ်လဲနတ်ဘာကြောင့်ဖြစ်လဲဟိုယဟန္တာကြီးဘာကြောင့်ဖြစ်လဲကျင့်တတ်သလားဒါဖြင့်ကိုနောက်ပါမှာကကိုဆောင်ထားတဲ့တရားပြန်ပြောကိုနောက်အမှန်တကယ်ပါမှာကဒါဖြင့်ပစ္စည်းဥစ္စာပါမလားယာရုကုန်သိနေပါမလားဆွေတော်မျိုးတော်တွေပါမလားတကယ်ပါလာမှာကဟောဒါဖြင့်သတိထားဘု து ကိုဘု து ကြည့်ကာယကံဝစီကံမနောကံတိုင်းကိုတန်ရှင်းစေကြအောင်အထုတ်ဖို့လိုအပ်မလိုအပ်ကဲကြည့်တော့မယ်ဆိုတော့ယုံ nant တစ်ပါးခန္ဓာဘယ်နှပါးမြဲသောတရားလားမမြဲသောတရားဘယ်ချိန်ကြည့်ဖြစ်ပြီးရင်ကဲဖြစ်ပြီးပြတ်တာပါသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာလာရင်ဒီဘက်ကလွဲမားတဲ့ကာယကံဝစီကံမနောကံတွေလွတ်ဦးမလားမလွတ်ရင်သိတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲအေးကဲသို့သစ္စာ၄ချက်တပြိုင်တည်းကိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ့ဆသောတတိမလျှော့သောဇွဲလုံလဝရိယကိုလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်တန်တရာကထွက်မြောက်နိုင်အောင်မိတ်ဆွေကောင်းနဲ့ပေါင်းကြလို့တိုက်တွန်းရင်းနဲ့နားကြစို့သာဓုသာဓု